ဒီကနေ့ညတရားတော်မြတ်ကိုနာယူကြည်ညိုကြဖို့ရောက်ရှိလာကြတဲ့အလုံးတော်တရားနာပိဋကပေါင်းတို့ကိုဦးဇင်းတို့မနေ့တုန်းကတရားရဲ့အဆက်လို့ပြောရမယ်မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဒီနေ့ကောင်းမှုဆောင်ဆိုတာကိုပြောဖို့စီစဉ်ထားပါတယ်နော်မနေ့ကမကောင်းမှုရှောင်ဘာကြောင့်မကောင်းမှုကိုရှောင်ဖို့မြတ်စွာဘုရားဆုံးမတော်မူခဲ့တာလေဆင်းရဲမှာဆိုလို့နော်မကောင်းမှုသည်အကြောင်းတရားဆင်းရဲဒုက္ခသည်အကျိုးတရားအကြောင်းတရားကိုပြုမိရင်အကျိုးတရားဆိုတာရှောင်လို့မရဘူးအကြောင်းအကျိုးလောကကြီးလို့နားလည်ထားတဲ့ယုံကြည်ထားတဲ့အတိုင်းဒီနေ့ကမကောင်းမှုရဲ့သဘောတဘာဝအဲ့ဒီမကောင်းမှုကိုပဲပုံပဲနည်းရှောင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့အတဝတုတ်တံကိုဦးဇင်းတို့အခြေခံပြီးတော့မကောင်းမှုရှောင်ပုံရှောင်နည်း6မျိုးမနေ့ကအသေးစိတ်ပြောခဲ့နော်အဲ့တော့ဒီကနေ့ဦးဇင်းတို့ကောင်းမှုဆောင်ဆိုတာနဲ့ပတ်သက်ပြီးတော့ပြောဖို့အလဲရောက်လာပြီပေါ့တဗ္ဗဘာပတအကရဏမကောင်းတာမှန်သမျှမပြုလို့ရဘူးဆိုတဲ့အဆုံးအမကုသလတုပတံ္မာရာကောင်းမှုမှန်သမျှမိမိတဏ္ဍာမှာပြည့်စုံအောင်ကြိုးစားအထောက်ကြရမယ်ဆိုတဲ့အဆုံးအမသာစိတ်တပရိယောတပနံမိမိရဲ့စိတ်ကိုဖြူစင်တန့်ရှင်းရမယ်ဆိုတဲ့အဆုံးအမကြီး၃ချက်ဧတံဗုဒ္ဓနာသာသနာအဲ့ဒါဟာကင်္ဂဝါလူတေစုမကပွင့်တော်မူကြပြီးဖြစ်တော်ဘုရားအရှုစုတို့ရဲ့အဆုံးအမဩဝါဒအနှစ်ချုပ်ဖြစ်တယ်ဆိုတာကိုဒါပေတပေါင်းတော်အောင်တို့အလုံးငယ်စဉ်တောင်ကြီးကလေးဘဝတွေကစနားလည်ထားကြတယ်ပေါ့နော်အဲ့တော့ဒီကနေ့ကုသလတုပတမ္မာရာကောင်းမှုမှန်သမျှပြည့်စုံစေရမယ်ဆိုတဲ့အဆုံးအမလေးကိုအခြေတဝင့်နာယူမှတ်သားကြည့်ကြရအောင်ကောင်းမှုဆောင်ရမယ်ကောင်းမှုကိုပြုရမယ်လို့ဘာကြောင့်မြတ်စွာဘုရားတိုက်တွန်းတော်မူတာတုံးလို့မေးရင်ချမ်းသာစေခြင်းလို့ပါလို့ဒီလိုရင်းကြကြထိထိမိမိဖြေရမယ်ပေါ့နော်ကောင်းမှုသည်အကြောင်းတရားဖြစ်တယ်ချမ်းသာဒုက္ခသည်အကျိုးတရားဖြစ်တယ်ကောင်းမှုနဲ့ချမ်းသာဒုက္ခသည်အကြောင်းအကျိုးတစ်စုံမနေ့ကမကောင်းမှုနဲ့ဆင်းရဲဒုက္ခကလည်းအကြောင်းအကျိုးတစ်စုံနော်တော့ဒီနေရာမှာကောင်းမှုသည်ချမ်းသာဒုက္ခရဲ့အကြောင်းတရားဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဘုရင်တော်အင်္ဂုတ္တပါဠိတော်တတ္တကနိပတ်ထဲမှာမေတ္တာသုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောတော်မူတဲ့ဒေသနာလေးတစ်ခုရှိတယ်။အဲဒီသုတ်တံမှာမြတ်စွာဘုရားကမေတ္တာတရားဒီဟူသောကုသိုလ်ကောင်းမှုကိုပြုလုပ်ကြဖို့အတွက်ကောင်းမှုကိုမြတ်စွာဘုရားချီးမွမ်းပြီးတော့ဟောထားတဲ့စကားတော်လေးတစ်ခုရှိတယ်။အဲ့ဒါကအလွန်မှအနှစ်သာရပြည့်တယ်။ဘာပြောထားလဲဆိုတော့မာဘိခဝေပုံညာဘာယိထဒုက္ခတေတံဘိခဝေအဓိဝဆနံယတိတံပုံညာနိစကားလေးကတူတူလေးပဲအဓိပ္ပာယ်တော်တော်ကောင်းတယ်မာဘိခဝေပုံညာဘာယိထယဟန်တို့တဲ့ကောင်းမှုကိုမကြောက်ကြနဲ့နော်ကောင်းမှုကိုမကြောက်ကြနဲ့တဲ့စွန့်လွတ်ခြင်းဆိုတဲ့ဒါနကောင်းမှုပြုဖို့အတွက်စိတ်ထဲမှာမကြောက်နဲ့မယွန့်နဲ့ရဲလို့နော်စောင့်စည်းခြင်းဆိုတဲ့သီလကိုမကြောက်နဲ့မယွန့်နဲ့ဖြူစင်အောင်ရဲစောင့်တည်တမာတိပညာဘာဝနာလုပ်ငန်းဖြစ်တဲ့နော်အလွန်မြင်မာတဲ့ဒီကုသိုလ်ကောင်းမှုကိုလည်းပဲမကြောက်နဲ့တဲ့ရဲလို့ဘာလို့တုံးဆိုတော့ဒုက္ခတေတံဘိခဝေအဓိဝဆနံယတိတံပုံညာနိကုသိုလ်ကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်ဖြစ်တယ်တဲ့ဟောဘလောက်မှတ်သားကြကောင်းတယ်နော်ကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်ပါတဲ့အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့မချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်ပဲရှိမှာတော့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တိုင်းဆင်းရဲငြိမ်းခြင်းနဲ့ချမ်းသာဒုက္ခနဲ့ပြည့်စုံခြင်းနဲ့ချမ်းသာဒုက္ခနဲ့ပြည့်စုံခြင်းနဲ့ဆိုလို့ရှိရင်ချမ်းသာဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ကောင်းမှုကိုပြည့်စုံအောင်ကြိုးစားကြရမယ်ပေါ့ဒီဒေသနာမှာမြတ်စွာဘုရားကကောင်းမှုကိုချမ်းသာဒုက္ခရဲ့နာမည်ဖြစ်တယ်လို့တောင်းဟောတာနော်ဘလို့ထိမြတ်စွာဘုရားကကောင်းမှုအပေါ်မှာအမြင်ရှင်းထားလဲဆိုတာလေးကိုနားလည်ကြရမှာဟုတ်လားဒါကြောင့်ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုကိုပြည့်စုံအောင်လုပ်ရတော့ဒီနေရာမှာကုသိုလ်ကောင်းမှုဆိုတာအမျိုးအစားဘယ်လောက်ရှိလဲနော်အသေးစိတ်ကိုယ်ကြောင့်ဝေဖန်မယ်ဆိုရင်အများကြီးပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အသေးစိတ်ပြီးတော့ပြောမှာပါအခုလောလောဆယ်ဒီကောင်းမှုကိုမြတ်စွာဘုရားတော့ဘယ်လောက်ထိကြည်ကြည်ပြန့်ပြန့်မြင်ထားသလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ကောင်းမှုရဲ့ပုံမှာယုံကြည်မှုတတ္တတရားတိုးပွားစေဖို့ကောင်းမှုရဲ့ပုံမှာနားလည်မှုပညာတရားတိုးပွားစေဖို့နည်းနည်းလေးမှတ်သားထားတာလေးကိုပြောပါဦးဘုရားတို့ဓမ္မပဒပါဠိတော်ထဲမှာ
Ida nandati pesa nandati kata ponyo upayatha nandati Paunyame katanti nandati benyo nandati tukati kato kata di devosi Kata ponyo kamu go pyuli sido pogodi Ida nandati aku lebe nitayare side ma chanaya Pesa nandati nauma lebe nitayare side ma chanaya Upayatha nandati kuyo nauma chanaya nitayare Mingadi paunya kamu go katampu abi Edalu tui biro lebe nandati nitayare Benyo nandati tukati kato Kamu ye Joseph side chanare bawa go yawi solusi Tu biro down side ma nitayare lo di ho Kamu sura ku lebe nitayare nauma lebe nitayare kuyo nauma nitayare Kaunari loare sure atui ne lebe side ma nitayare Kamu ye achu yalago yalabi sure kama tu biro down nitayadi re Kamu ma pipyo sya ba maမရှိဟုတ်လားတော့ဒီနေရာမှာကောင်းမှုကိုမြတ်စွာဘုရားအခုလဲချမ်းသာတဲ့တရားနောက်လဲချမ်းသာခြင်းပဲတရားလို့ဒီလိုဟောတယ်အဲ့တော့အတိတ်ဆိုတာကတော့ဒါပြီးခဲ့ပြီထားလိုက်တော့သိပြီးတော့အရေးမပါတော့ဘူးလို့ဆိုနိုင်တယ်သူကိုသင်္ကန်းသာယူရင်ကလွဲပြီးတော့ဘာမှလဲသုံးမရတော့ဘူးလို့လဲဆိုမယ်ဆိုနိုင်တယ်သိဆိုတာပြီးခဲ့ပါပြီဟုတ်လားဒါပေမဲ့အခုလောလောဆယ်ပြစ္ဆုတ်ပံဆိုတာအလုံးမအရေးကြီးတယ်အခုချမ်းသာဖို့လိုတယ်နော်ပတိမချင်းဒီဘဝမှာနေရအောင်မှဖြစ်တယ်ဘဝရဲ့အကြောင်းကိုကြည်ပြီးဝါနားမလည်သေးလို့ဘဝရဲ့ပုံမှာတွေ့တာမဲ့မုန်းမှုဆိုတဲ့တဏှာလောဘမကင်းသေးသေးရဲ့လည်းပဲဘဝကဆက်ပြီးတော့ဖြစ်ရအောင်ပဲဒါကနေရမှာပေါ့နော်အဲ့လိုဆက်ပြီးတော့ဖြစ်ရအောင်ပဲအကြောင်းတရားတွေရှိနေသေးသမျှအနာဂတ်ရေးဆိုတာမတွေးလို့မရဟုတ်တယ်မဟုတ်လားတွေးကြတယ်နော်ဒါအသိဉာဏ်ရှိတဲ့လူတိုင်းတွေးကြရမှာပါသို့တော့အနာဂတ်ရေးကိုတွေးတဲ့နေရာမှာလူတွေကများသောအားဖြင့်ပြည့်ပြည့်စုံစုံမတွေးကြတာပဲများတယ်နော်ဒီတဘဝအတွက်လောက်ပဲတွေးကြတယ်ဒီဘဝရဲ့အနာဂတ်လောက်ပဲတွေးကြတယ်ဒီဘဝရဲ့အနာဂတ်ကိုတွေးတဲ့နေရာမှာတောင်သိပြီးတော့မပြည့်စုံသူတို့တွေးကြတာများသောအားဖြင့်ဘယ်လောက်တွေးလဲစာဝေးနေရေးပြည့်စုံမှာမလားငါကျမ်းမာမြေကောင်းရင်ပြည့်စုံမဲ့လူမှရှိပါမလားနေကြထိုင်ကြမှရှိပါမလားဒီတော့ပဲတွေးတာငါအနာဂတ်မှာတွေးကြုံလာမဲ့အစင်မပြေမှုတွေနောက်ခန္ဓာကိုယ်ရဲ့ယောဂဝေဒနာဖြစ်ပြီးနှိမ့်ဆက်မှုမပျက်စီးရမယ့်အရေး၊ကွဲကွာရမည့်အရေးအဲဒါလိုဆိုရတဲ့အခြေအနေတွေကိုရင်ဆိုင်နိုင်တဲ့စွမ်းရည်တတ္တိရှိပါမလားဆိုတဲ့အထီတော့အနာဂတ်ကြီးကိုသိပြီးတော့မတွေးတတ်ကြဘူးတကယ်တမ်းကအဲ့ဒီချက်ကပို့ပြီးတော့တွေးတဲ့အချက်ပဲအောင်ဆိုအပေါ်ယံဒကာဓမ္မတို့ဦးဇင်းတို့ကြောက်ရွံ့နေတဲ့အစင်မပြေမှုတွေကအစင်မပြေလို့လေသိပြီးတော့ဒီလောက်ကြီးမထိခိုက်ဘူးပေါ့နော်ရင်ဆိုင်နိုင်တဲ့စွမ်းရည်တတ္တိမရှိဘူးဆိုရင်တော့အဲ့ဒါကအများကြီးထိခိုက်နိုင်တယ်ဒါကြောင့်အနာဂတ်ကြီးကိုတွေးတဲ့နေရာမှာတောင်မှများသောအားဖြင့်ပြည့်ပြည့်စုံစုံမတွေးနိုင်ကြဘူးနော်ခုဒီမှာမြတ်စွာဘုရားကကုသိုလ်ကောင်းမှုဆိုတာအခုလဲချမ်းသာစေလိမ့်မယ်နော်အနာဂတ်ရေးကိုလည်းတာဝန်ယူတယ်ဆိုတဲ့အနေအထားမျိုးပြောထားတာနော်အနာဂတ်လည်းချမ်းသာစေလိမ့်မယ်ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကဏ္ဍဝကတန်ရုပ်ပါဠိတော်ထဲမှာဒေဝဒဟသုတ်တံဆိုပြီးတော့ဦးဇင်းတို့အလွန်ကြိုက်တဲ့တရားတစ်ပုဒ်ရှိတယ်အဲ့ဒီသုတ်တံကရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟောခဲ့တာပေါ့နော်အဲ့ဒါကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးကမြတ်စွာဘုရားရဲ့အလိုတော်ကြဘယ်လိုပြောထားလဲကုတလေစေဝဓမ္မေဥပတံပိစဝိရတောဒိဋ္ဌိစေဝဓမ္မေတုခောဝိရတိအဝိဂါတံအနုပါယတံအပရိလာဟံကာယတဗေဒပရမရဏသုကတိပါတိကင်္ခာဒီပါဠိပိုက်လေးရှိတယ်ဒီကဘာပြောတော့ကုတလေဓမ္မေဥပတံပိစဝိရတောကောင်းမှုနဲ့ပြည့်စုံပြီးတော့နေမယ်ဆိုလို့ရှိရင်ဒီမှာကောင်းမှုဆိုတာဒါနပါတယ်သီလပါတယ်သမာဓိပါတယ်ပညာပါတယ်အလုံးသိတယ်နော်ကောင်းမှုနဲ့ပြည့်စုံပြီးတော့နေမယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဒိဋ္ဌိဇေဝဓမ္မေသူခောဝိရတိလောလောဆယ်ပစ္စခမှာချမ်းချမ်းသာသာနေရလိမ့်မယ်တဲ့နော်အခုလောလောဆယ်ချမ်းသာမယ်လို့ပြောတယ်နော်အလိုချမ်းသာမှလေတဲ့ချမ်းသာခြင်းကို၃မျိုးပြောတယ်အဲ့ဒီမှာအဝိဂါတံဆင်းရဲခြင်းမရှိဘဲနဲ့အနုပါယတံပင်ပန်းခြင်းမရှိဘဲနဲ့အပရိလာဟံပူလောင်မှုမရှိဘဲနဲ့သူခေါ်ချမ်းချမ်းသာသာဝိရတိနေရလိမ့်မယ်နော်ဒါနကုသိုလ်ပဲဖြစ်ဖြစ်သီလကုသိုလ်ပဲဖြစ်ဖြစ်သမာဓိပညာဘာဝနာကုသိုလ်ပဲဖြစ်ဖြစ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်ဖြစ်နေတဲ့အခိုက်အတန့်မှာဒီလိုချမ်းသာခြင်း၃မျိုးနဲ့ပြည့်စုံတယ်ဆိုတာကိုလက်တွေ့သိနိုင်တယ်အသိအောင်လည်းပဲစဉ်းစားကြည့်ပါနော်လောလောဆယ်ချမ်းချမ်းသာသာနေရမယ်ဘယ်လိုတော့အဝိဂါတံဆင်းရဲခြင်းမရှိဘူး
နော်စိတ်ထဲမှာဆင်းရဲမှုမရှိဘူးအနုပါယတံပင်ပန်းမှုမရှိဘူးပင်ပန်းမှုမရှိဘူးဆိုသက်သာတယ်ပေါ့နော်နေသာထိုင်သာရှိတယ်ဟုတ်လားအပရိလာဟံပူလောင်မှုမရှိဘူးတဲ့စိတ်ထဲမှာငြိမ်အေးမှုရှိတယ်ဟုတ်လားတော့ချမ်းသာတာလေးကိုမြတ်စွာဘုရားအဲ့လိုပုံဖော်ပြောတာနော်မစင်ရဲပဲနဲ့မပင်ပန်းပဲနဲ့မပူလောင်ပဲနဲ့တနည်းအားဖြင့်ချမ်းသာပြီးတော့သက်သာပြီးတော့ငြိမ်အေးပြီးတော့နေရမယ်လို့ပြောတာကုသိုလ်ရှိနေတဲ့အချိန်မှာဟုတ်လားဒီနေရာမှာထင်ရှားတာကသမာဓိပညာဘာဝနာကုသိုလ်ဖြစ်အောင်လုပ်နေတဲ့အချိန်မှာပိုးပြီးတော့ဒီအချက်ကထင်ရှားတယ်ဟုတ်လားနော်ဒါနသီလကုသိုလ်ကစိတ်ကိုချမ်းသာစေတာထက်သမာဓိပညာကုသိုလ်ကစိတ်ကိုပို့ပြီးတော့ချမ်းသာစေတယ်စိတ်ထဲမှာလောဘဒေါသကင်းပြီးတော့တည်ငြိမ်မှုသမာဓိရနေတဲ့အချိန်မှာအလွန်ချမ်းသာတယ်လို့ဆိုတယ်နော်တည်တဲ့တည်တိုက်တဲ့ဒီဘဝဒီခန္ဓာရဲ့သဘာဝအမှန်အိဋ္ဌဒုက္ခအနတ္တကိုတကယ်တွန်းပေါက်ပြီးတော့သိပြီးမြင်ပြီးပညာကုသိုလ်ဖြစ်နေတဲ့ခိုက်တမှာအလွန်တရာမှချမ်းသာတယ်လို့ဆိုတယ်ဒီချမ်းသာတွေကိုမြည်ဆန်းမှုအောင်တော့ကြိုးစားရမှာပေါ့နော်အဲဒါဆိုပြရတော့ဒီမှာအတိအကျဟောတာပဲလေဆင်းရဲခြင်းမရှိဘဲနဲ့ပင်ပန်းခြင်းမရှိဘဲနဲ့ပူလောင်ခြင်းမရှိဘဲနဲ့ဒီလူချမ်းချမ်းသာသာအခုလောလောဆယ်နေရမယ်လို့ပြောတာဟုတ်လားဒါကုသိုလ်ရဲ့စွမ်းရည်တတ္တိပေါ့နော်ပြီးတော့ဗာဆက်ပြောတော့ကာယတ္တဗေဒပရမရဏသူကတိပါတိကင်္ခတော့ခန္ဓာကိုယ်ပျက်စီးခြင်းကြလို့ပျက်စီးရပြီသေခြင်းကြလို့သေရပြီဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ကောင်းမှုနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာကောင်းမွန်တဲ့ဘဝကိုရလိမ့်မယ်လို့သေချာပေါက်မျှော်လင့်အပ်တယ်တဲ့ဟောကောင်းတဲ့ဘဝရောက်မယ်လို့ပြောတယ်ကောင်းတဲ့ဘဝဘာလို့ရောက်တာတော့နော်ကောင်းတဲ့စိတ်နဲ့သေလို့ကောင်းတဲ့ဘဝကိုရောက်တာနီးတဲ့အကြောင်းတရားလေးကိုအရင်ပြောကြည့်ရနော်ဒုတိယဘဝကောင်းရမှာလားဘဝဆိုးရမှာလားဆိုတာဒီကနေ့မှာကောင်းတဲ့စိတ်နဲ့သေမှာလားဆိုးတဲ့စိတ်နဲ့သေမှာလားဆိုတာရဲ့အကျိုးရလဒ်ပဲလေဟုတ်တယ်မဟုတ်လားအဲ့တော့ချမ်းသာတဲ့စိတ်ကလေးနဲ့သေလို့ချမ်းသာတဲ့ဘဝကိုရောက်တာသက်သာတဲ့စိတ်လေးနဲ့သေလို့သက်သာတဲ့ဘဝကိုရောက်တာတကယ်တမ်းကဟုတ်လားအဲ့လိုဆိုရင်တေဂာနီးမှာဘာကြောင့်သူကငြိမ်းအေးတဲ့စိတ်ချမ်းသာတဲ့စိတ်သက်သာတဲ့စိတ်နဲ့သေရတာတော့ဆိုရင်မသေးခင်တည်းကစကောင်းမှုကြောင့်ဖြစ်တဲ့သက်သာမှုချမ်းသာမှုငြိမ်းအေးမှုနဲ့အနေများလို့တေဂာနီးမှာကောင်းတဲ့စိတ်ကလေးနဲ့သေတာဒါပဲအရှိန်နဲ့သွားတာဟုတ်လားအကုသိုလ်ကလည်းဒီတိုင်းပဲနော်အကုသိုလ်ကပြစ္ဆခလောလောဆယ်ဆင်းရဲတယ်ပူလောင်တယ်ပင်ပန်းတယ်နော်ဆင်းရဲမှုပူလောင်မှုပင်ပန်းမှုနဲ့အနေများရဲ့တေဂာနီးမှာဆင်းရဲမှုပူပန်မှုပင်ပန်းမှုနဲ့ပဲသေရလိမ့်မယ်အဲ့ဒါဆိုရင်ပင်ပန်းတဲ့ဘဝဆင်းရဲတဲ့ဘဝကိုပဲရောက်သွားလိမ့်မယ်အရှိန်ဆိုတာရှိတယ်နော်တောင်ဘက်ကိုင်းနေတဲ့အပင်ကိုခုတ်ရင်တောင်ဘက်လဲသွားမြောက်ဘက်ကိုင်းနေတဲ့ပင်ကိုခုတ်ရင်မြောက်ဘက်လဲသွားမယ်နော်ဒါကြောင့်ကုသိုလ်ရဲ့စွန့်ရည်တတ္တိကိုအနှစ်ချုပ်ကလေးအဲ့ဒါလိုတော့နားလည်ရမယ်ပေါ့နော်အခုလည်းပဲချမ်းသာတယ်နောက်လည်းပဲချမ်းသာစေလိမ့်မယ်လောလောဆယ်ကိုလည်းပဲတာဝန်ယူတယ်အနာဂတ်ကိုလည်းတာဝန်ယူတယ်ပေါ့ကောင်းမှုဆိုတာဟုတ်ရဲ့လားအဲ့ဒါလေးကိုအရင်တို့ပိဋကပေါင်းသူတော်ကောင်းတို့ပို့ပြီးတော့စိတ်ထဲမှာယုံကြည်မှုတတ္တတရားသိမြင်နားလည်မှုပညာတရားတိုးပွားမှုရှိအောင်ဥစဉ်တုတ်တန်လေးတစ်ခုကိုအနှစ်ချုပ်ပြီးတော့ပြောပြမယ်မတတုံးကတော့နည်းနည်းလေးပြောခဲ့သေးတယ်နိတိကဏတုတ်တန်တဲ့သင်္ကွန်းဆိုတော်ဘုရားကြီးကဒီတုတ်တန်ဟာပိဋကသုံးပုံရဲ့အနှစ်ချုပ်ဖြစ်တယ်လို့တောင်အမိန့်ရှိတယ်နိတိကဏရွှေအိုးမြုပ်တာနဲ့ဥမာပေးပြီးဟောတဲ့တရားဒေသနာနော်ကုသိုလ်ကောင်းမှုဆိုတာရွှေအိုးပဲလို့ဟောတာရှိတော့ကငွေပုံငွေရှင်လေးရှိကြတဲ့ပုဂ္ဂိုလ်ပြည်လေတဲ့ပုဂ္ဂိုလ်တွေဟာနောက်တစ်ချိန်အစဉ်မပြေတဲ့ချိန်မှာသုံးဖို့စားဖို့ဆိုတဲ့ရွယ်ချက်နဲ့တော့ငွေတို့ငွေသားရွှေတို့ရွှေစားလေးတွေဖန်တီးပြီးတော့အိုးမှာထည့်ပြီးတော့မြေကြီးထဲမှာနဲ့စွာတူးပြီးတော့မြုပ်ကြတဲ့ဒလိထုံးတန်ရှိတယ်ဟုတ်လားအဲ့ဒါနဲ့ဥမာပေးတာဒီသုတ္တဟောရခြင်းရဲ့အကြောင်းဒီတန်းလေးကလည်းအလုံးသောပိဋကပေါင်းသူတော်ကောင်းတို့ကြားဖို့တော့ကြားဖို့ကြပြီးသားသို့တော်သရတရားတက်အောင်နည်းနည်းပြောပြမယ်နော်ကာရမမှာဘုရားရှင်ကိုရမြတ်ကြီးသာဝတိမြို့တွေကတတိတယောက်ရဲ့အိမ်မှာယဟန်တန်ကချမ်းရံပြီးတော့ဆွန်ဖုံးပေးတယ်ဆွန်သားပင်လို့ကြွပြီးတော့ဆွန်ဖုံးပေးတာပေါ့အဲ့လိုဆွန်ဖုံးပေးနေတဲ့အချိန်မှာကောသလမင်းကြီးရဲ့နတ်မင်းချင်းတယောက်ကအဲ့ဒီတတိကိုလာပြီးတော့ခေါ်တာမင်းအမိတ်နဲ့တတိကြီးတဲ့ဘုရင်မင်းတရားကတိုင်းပြည်ရဲ့ဗန္ဓာရေးကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်းမင်းတရားစီဝေးတရားရှိလို့အမူကြီးမယာတေနာပတိတွေရောတိုင်းပြည်ရဲ့မျက်နှာဖုံးဖြစ်တဲ့တတိတွေတွေရောအကုန်လုံးစုပြီးတော့စီဝေးပွဲကြီးလှုပ်တယ်ဒါကြောင့်မလို့အဲ့ဒီစီဝေးပွဲကိုတက်ရောက်ဖို့မင်းကြီးကဖိတ်ခိုင်းတယ်ဒါကြောင့်ကြွားပါလာပြီးတော့ဖိတ်တယ်အဲ့လိုဖိတ်တဲ့အခါကျတော့အဲ့ဒီတတိကြီးကဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုသူကဆွန့်လွတ်ကျွေးနေတဲ့အခိုက်ဖြစ်နေတယ်အဲ့တော့သူကဘာပြန်ပြောတော့ဆိုတော့အေးတဲ့ငါလာခဲ့ပါမယ်ဒါပေမဲ့လို့အခုလောလောဆယ်ငါရွှေအိုးမြုပ်နေတဲ့အတွက်ကြောင့်မအားသေးဘူးတဲ့
ဒါကြောင့်ငါရွှေအိုးမြုပ်ပြီးလို့ရှိရင်တော့တို့ရဲ့ဘယင်မဲရသည်ကိုငါအရောက်လာခဲ့ပါမယ်ဒီလိုလေးပြောတာအဲ့ဒီပြောလိုက်တဲ့စကားအတန်ကိုမြတ်စွာဘုရားကြားတော်မူတယ်ငါရွှေအိုးမြုပ်နေလို့မလားအားသေးဘူးဘာကိုရည်ရွယ်တာလဲဆိုတာပေတရုသိပါတယ်နော်သူကောင်းမှုပြုနေတာကိုရည်ရွယ်ပြီးတော့ပြောတာကောင်းမှုပြုနေတာကိုရွှေအိုးမြုပ်နေတယ်လို့ပြောတာအဲ့ဒါနဲ့ဦးဇင်းတို့ဆွမ်းဖုံးပေးပြီးပြီဆိုတော့မြတ်စွာဘုရားကအဲ့ဒီစကားကိုပဲအကြောင်းပြုပြီးတော့အဲ့ဒီမှာရှိတဲ့ပေသက်ကိုအခုပြောမယ်နိရိကန္တသုတ်တံဆိုတာကိုဟောတာနော်နိရိကန္တဆိုတာရွှေအိုးမြုပ်တယ်အဲ့ဒါမြတ်စွာဘုရားကလောကီလိုလူလောကတုံးစံရွှေအိုးမြုပ်တာလေးနဲ့ဥမာပေးပြီးတော့ဟောတယ်လောကမှာတဲ့အလွန်နဲ့တဲ့နော်မြေကြီးထဲမှာအလွန်နဲ့စွာတူးပြီးတော့ရွှေအိုးမြုပ်ကြတာရှိတယ်နာဂရေတွေတွေးပြီးတော့မြုပ်ကြတယ်အဲ့လိုရွှေအိုးမြုပ်တယ်ဆိုတဲ့နေရာမှာအဲ့ဒီကာယကံရှင်ရှိမှန်းထားတဲ့အတိုင်းနောက်တစ်ချိန်မှာသူမြုပ်ထားတဲ့ရွှေအိုးကသူသုံးခြင်းလဲသုံးရမယ်သူသုံးခြင်းမှလည်းသုံးရမယ်မသေးကြဘူးတဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဓာတ်သိတဲ့လူတွေကသူ့ဖို့ပြီးတော့ယူသွားရင်လည်းသူသုံးလိုက်ရမှာမဟုတ်ဘူးငကားတွေဘာတွေကတခါတလေနေရာရွှေ့တာမျိုးလဲရှိတယ်တဲ့ဒါကစမ်းစမ်းကြည့်ကြအဲ့ဒီမှာမြတ်စွာဘုရားဟောတာနော်မြေကြိုးတွေဘာတွေပြောင်းသွားလို့နေရာတွေဘာတွေရွှေ့သွားရင်လည်းသူရှာလို့ရတော့မှာမဟုတ်တော့ဘူးနော်ရေတွေဘာတွေတိုက်စားသွားလို့ပါသွားရင်လည်းဆုံးရှုံးသွားမယ်ကုသိုလ်ကအရှိန်ဟုန်ကုန်လို့ရှိရင်လည်းပဲကိုယ့်ရဲ့ပစ္စည်းလေးတွေကပစ္စည်းသွားတာမျိုးလည်းရှိတယ်ဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ကနာဂရစ်တွေတွေးပြီးတော့ရွှေအိုးမြုပ်ထားပြီမယ်လို့တကယ်ပြောရလို့ရှိရင်သူကြီးမှန်းထားတဲ့အတိုင်းအကျိုးကိစ္စပြီးစီးတာလည်းရှိခြင်းရှိမယ်ပြီးစီးခြင်းမှလည်းပြီးစီးမယ်ဆိုလိုတာကသူသုံးခြင်းလည်းသုံးရမယ်သုံးခြင်းမှလည်းသုံးရမယ်မသေးကြဘူးတဲ့ဒါတော့ညင်လို့မရဘူးနော်အမှားစကားပုံတစ်ခုရှိတယ်ဥစ္စာစုထိုက်သူဖို့ဟုတ်တယ်မဟုတ်လားခန္ဓာစုတရားမှလည်းမလှုပ်ခန္ဓာစုမြေကျွေးဖို့ဟုတ်လားဥစ္စာစုထိုက်သူဖို့ဟုတ်တယ်နော်ဥစ္စာစုတွေဆိုတာထိုက်သူဖို့ရောက်သွားတာတချို့သွေးမတော်သားမဆက်ဂျားလူကရသွားတာတွေရှိတယ်နော်ဟုတ်လားဒါကြောင့်မို့လို့ကိုသိမ့်ထားတိုင်းကိုသုံးရလိမ့်မယ်လို့တရားတွေတွက်လို့မရတာတော့အသေးချာပဲဟုတ်တယ်မဟုတ်လားအကြောင်းမျိုးမျိုးကြောင့်သုံးညင်မှလည်းသုံးရမှာနော်အဲ့ဒါလေးကိုမြတ်စွာဘုရားအရင်ဟောပြပြီးတော့နော်အခုငါပြောပြမယ်ကုသိုလ်ကောင်းမှုတွေဟူသောရွှေအိုးကြီးတွေကိုမြုပ်နှံတဲ့ကိစ္စကတော့နောက်တစ်ချိန်မှာအကျိုးမပြီးအချီးနှီးဆိုတာမရှိဘူးတဲ့သုံးညင်လည်းသုံးရမယ်သုံးညင်မှလည်းသုံးရမယ်ဆိုတဲ့ကိစ္စမျိုးမဟုတ်သေချာပေါက်အသုံးတဲ့ကိုတဲ့မယ်လို့ပြောတာဟုတ်လားအဲ့ဒီလိုလေးဟောတာနော်မြတ်စွာဘုရားသေချာတယ်ဒီကုသိုလ်ကောင်းမှုတွေဟူသောရွှေအိုးမြုပ်နှံခြင်းဟာနောက်တစ်ချိန်မှာအကျိုးရှိမှသေချာတယ်အဲ့ဒီလိုလေးမြတ်စွာဘုရားဟောပြပြီးတော့ကုသိုလ်ကောင်းမှုရွှေအိုးအမျိုးအစားဘယ်လောက်ရှိသလဲဘယ်လိုမြုပ်နှံရမလဲမြုပ်နှံထားတဲ့အဲ့ဒီကုသိုလ်ရွှေအိုးတွေကဘယ်လိုအကျိုးကျေးဇူးတွေကိုဖြစ်ထွန်းစေသလဲဒါလေးတွေကိုစနစ်တကျဟောတယ်ဦးဇင်းတော်အကျဉ်းမြင့်လေးဟောပါမယ်ဟောဆိုနောက်ပိုင်းမှာလည်းပြောရင်တဲ့အကြောင်းအရာလေးတစ်ခုကလည်းရှိနေလို့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားကကုသိုလ်ကောင်းမှုရွှေအိုးအမျိုးအစား၄မျိုးရှိတယ်တဲ့ယတ္တဒါနေနသီလေနတယမေနဓမေနစနိရိသူနိတောဟောတိအဋ္ဌိယပုရိတ္တပါနော်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ကောင်းစွာမြုပ်နှံတဲ့နဲ့မြုပ်နှံထိုက်တဲ့ကုသိုလ်ရွှေအိုးကြီး၄လုံးရှိတယ်တဲ့စကားဘာလဲဆိုတော့ယတ္တဒါနေနသီလေနတယမေနဓမေနစဒါနရဲ့သီလရဲ့တန်ယမရဲ့ဓမ္မရဲ့နော်ဒါနနဲ့သီလရဲ့နော်ဒီစကားစံနာမည်လေးတွေကတော့အလုံးရှင်းပြီးကျွမ်းဝင်ကြပြီလားတန်ယမနဲ့ဓမ္မကြတော့နည်းနည်းတချို့နားထဲမှာစိန်ကောင်းစိမ့်နေပြီနော်ဒါနဆိုတာကတော့စွန့်လွတ်မှုနဲ့ရှင်တဲ့စေတနာပေါ့နော်အလုံးကိုပေးတယ်ကမ်းတယ်လှူတယ်တန်းတယ်ဝေတယ်မျှတယ်ဒါနလည်းပါတယ်ဟုတ်လားအဲ့ဒီဒါနဟာပါလေနောက်တစ်ချိန်မှာကိုတေချာပေါက်သုံးရမယ်ကို့အတွက်အသုံးတဲ့မယ်တန်ဖိုးရှိမယ်ရွှေအိုးကြီးပဲလို့ဒီလိုနားလဲရသီလဆိုတာပါလေဒါလည်းနားလဲပါတယ်နော်မိမိရဲ့ကိုယ်နဲ့နှုတ်ကိုအပြည့်ကင်းအောင်စောင့်သိတာထိမ့်သိမ့်တာငါရဲ့ကာယကံမှုကြောင့်တစ်ဖက်သားမစင်ရဲစေရဘူးဘယ်တတ္တဝါမှမစင်ရဲစေရဘူးငါရဲ့ဝစီကံအပြောကြောင့်ဘယ်တတ္တဝါမှမစင်ရဲစေရဘူးဆိုတဲ့မုံမြတ်တဲ့စိတ်အခြေခံပြီးတော့ကိုယ့်ရဲ့ကာယကံဝစီကံကိုအပြည့်ကင်းအောင်စောင့်သိတာထိမ့်သိမ့်တာနော်အပြောကိုထိမ့်သိမ့်ဖို့လိုတယ်နော်ပြောချင်ရတယ်ပြောလို့မရဘူးပြောချင်ရတယ်ပြောလို့ရှိရင်သူများကိုထိခိုက်စေနိုင်တာထက်ကိုယ်အကြီးကျယ်ထိခိုက်စေလိမ့်မယ်။ကိုယ်အပြောဟာကိုယ့်ရဲ့အနေအထားကိုဖော်ညွှန်းနေတာနော်။ဟုတ်တယ်နော်။ဒါကြောင့်အပြောတွေကိုသတိထားရမယ်။နော်အလုတ်ကညာသမားဖြင့်အပြောလောက်မကောင်းတာတွေဖြစ်ဖို့နည်းနည်းနေတယ်ပေါ့အလားလား။အဓိကအခက်နေတာကအဲ့ဒီအပြောက
မထိန်နိုင်ကြဘူးပေါ့နော်သူအရင်လဲလွယ်တဲ့အခါကျတော့အမစိတ်ရဲ့ပုံမှန်တရံတစ်ခုလို့တောင်ဆိုနိုင်တယ်စိတ်ထဲကဘလို့တွေဖြစ်နေပြီဆိုတော့ပြောလိုက်တာပဲဟုတ်တယ်မဟုတ်လားအဲ့ဒီဟာကသူများကိုထိခိုက်စေတယ်ဆိုလို့ရှိရင်ကိုယ်ကိုလည်းပဲအကြီးကျယ်ထိခိုက်စေလိမ့်မယ်အချို့စကားကသူများကိုမထိခိုက်စေတော့လည်းပဲကိုယ်ကိုထိခိုက်စေတာတွေရှိတယ်နော်ကိုပြောလိုက်တဲ့စကားကကိုယ်အရှင်တန်းကိုဖော်ပြနေတာဟုတ်ရဲ့လားဒါကြောင့်မို့လို့ဒီကာယကံဝစီကံတို့ရဲ့အကျိုးသက်ရောက်မှုပေါ့နော်ဒါကိုနားလည်ပြီးတော့သူ့ကိုဘာလုပ်အောင်လို့အပြစ်ကင်းအောင်ကြိုးစားရမယ်မထိခိုက်အောင်နေထိုင်နိုင်ဖို့ပြောဆိုတတ်ဖို့လိုတယ်ပေါ့ဒါကနော်ဒသနအမြင်ကလေးတွေနည်းနည်းရှင်းပြီးတော့ဦးဇင်းကပြောကြည့်တာပါတကယ်ရှင်းရှင်းလင်းလင်းနားလည်ထားမှလူသားတယောက်အနေနဲ့ဘာကြောင့်မှသူတော်ဘာတက်ကိုမတတ်ဘူးသူတော်ဘာဥစ္စာပစ္စည်းကိုဘယ်လိုနည်းနဲ့မှမတရားမယူပါဘူးကာမကိစ္စမှားယွင်းမှုမရှိစေရဘူးလိညာလှည့်သားမှုသားစကားကိုဘာကြောင့်မှမပြောဘူးအရက်သေးတာမူရစ်စေဝါနဲ့မပတ်သက်စေရဘူးဟောဒီ၅ချက်ကိုတကယ်ဖြူရှင်တန်ရှင်းအပြည့်ကင်းအောင်စောင့်ထိန်မယ်ဆိုရင်အဲ့ဒါပါလေသီလနော်အဲ့ဒီသီလသည်နောက်တစ်ချိန်မှာအသုံးတဲ့မိအလွန်တန်ဖိုးကြီးမားတဲ့ရွှေအိုးတစ်မျိုးလို့နားလည်ရမယ်ဒီနေရာမှာနော်ဒါနရဲ့အကျိုးကျေးဇူးကိုပဲလူတွေကအသိများကြတယ်သီလရဲ့အကျိုးကျေးဇူးကိုကြတော့သိပြီးတော့အသိမများကြဘူးပေါ့ကိုချင်းသီလတကယ်ဖြူစင်လို့ရှိရင်မမေ့မဲ့လျော့ခြင်းဒီဟုသောအကြောင်းကြောင့်ဥစ္စာပစ္စည်းကိုအစုလိုက်ပြုံလိုက်ရနိုင်တယ်လို့မြတ်စွာဘုရားဟောတယ်အပမဒါတိကရဏမဟာတောဘောဂဇာနေမမေ့မဲ့လျော့ခြင်းဒီဟုသောအကြောင်းကြောင့်ဥစ္စာပစ္စည်းကိုအစုလိုက်ပုံလိုက်တောင်ရနိုင်တယ်လို့ဟောတယ်ဒါမဲ့လူတွေရဲ့နားထဲမှာဘာကပိုဆွဲတော့ဒါနာတော့ဘောဂဝါကပိုဆွဲမနေတူတယ်ဟုတ်လားလူတန်းချင်းဒီဥစ္စာပစ္စည်းကိုပေါ်စေတယ်သီလပြည့်စုံခြင်းဒီဥစ္စာပစ္စည်းကိုပေါ်စေတယ်ဆိုတော့သိပြီးတော့မတွေးမိဘူးနော်ဟုတ်လားရသော်ဗျာမဟုတ်ဘဲနဲ့မဟောပါဘူးဟုတ်လားအေးဒါဒီတိလကိုလည်းပဲတရားဓမ္မတို့အရင်တို့တန်ဖိုးထားပြီးတော့ရွှေအိုးတစ်လုံးဖြစ်တယ်ဆိုတာကိုလည်းပဲနားလည်ရမယ်ပေါ့အဲ့မှာဆက်ပြီးတော့အရင်တို့ပြောစရာရှိတာကတန်ယမနဲ့ဓမ္မဆိုတဲ့ရွှေအိုးကြီးနှလုံးနော်တန်ယမဆိုတာကိုယ်နှုတ်နှလုံးသုံးပါလုံးကိုစောင့်ထိန်တာကိုယ်နဲ့နှုတ်တယ်မကတော့ဘူးသူကစိတ်ကိုပါစောင့်ထိန်တာတော့တရားကိုကောက်လို့ရှိရင်တမာတိဖြစ်တယ်လို့မင်းကုန်းစတော်ကြီးကအဲ့လိုလေးနားလည်အောင်ရှင်းပြတယ်ဟုတ်တယ်တမာတိရှိနေလို့ရှိရင်ကိုယ်ရောနှုတ်ရောစိတ်ရောဘာဖြစ်နေတော့အပြည့်ကင်းနေတယ်မဟုတ်တာလည်းလုံနေတာမဟုတ်မဟုတ်တာတွေပြောနေတာလည်းမဟုတ်မဟုတ်တာတွေတွေးနေတာတော့မရှိဘူးဟုတ်လားတမာတိနောက်တာကိုဘာခေါ်တော့တန်ယမတဲ့သူဟာစောစောကပြောခဲ့တဲ့ဒါနသီလထက်ပိုပြီးတော့တန်ဖိုးကြီးတဲ့ရွှေအိုးဖြစ်တယ်ပေါ့နော်တမာတိပြီးတော့ဘာတော့ဓမ္မဆိုတာဆုံးမတာကိုအဓိပ္ပာယ်ရတယ်။အခုဆုံးမတာတော့မျက်စိနာနာလျှာကိုယ်စိတ်ကိုဆုံးမတာ။နည်းနည်းလေးအသေးစိတ်ပြီးတော့ပြောရမယ်ဆိုရင်မြင်ခြင်းတည်းဟူသောအကြောင်းကြောင့်ယာဂဒေါသမောဟမဖြစ်အောင်အားထုတ်တာ။ကြားခြင်းတည်းဟူသောအကြောင်းကြောင့်ယာဂဒေါသမောဟမဖြစ်အောင်ကြိုးစားတာ။မြင်လဲရလို့စွန့်မဲ့သွားတာမျိုးမဖြစ်စေရဘူး။မြင်လဲရလို့ဒေါသဖြစ်သွားတာမျိုးမဖြစ်စေရဘူး။သူမြင်နေတာမြင်မစေ။ယာဂဒေါသတော့မဖြစ်စေအောင်လုံးမယ်ကြိုးစားတာတကယ်လက်တွေ့ဘာနဲ့လုပ်ရမှာလဲလို့မေးရင်တတိနဲ့လုပ်ရမယ်ပေါ့နော်အဲ့ဒါလိုပဲဦးဇင်းတို့ကြားခြင်းနမ်းရှူခြင်းစားတောက်ခြင်းတွေးထီခြင်းတွေးကြံခြင်းနော်အာယုံ6ပါးအလုံးနားလဲပါတယ်နော်အဲ့လိုမြင်မှုကြားမှုနမ်းရှူမှုစားတောက်မှုတွေးထီမှုတွေးကြံမှုဒီအတွေ့အကြုံဒီအခြေအနေတွေကိုအခြေခံပြီးတော့တရားမတော်ဦးဇင်းတို့တွေဟာအမြဲတမ်းလို့တတိကင်းတဲ့အတွက်ကြောင့်ယာဂသုံးဖို့ဒေါသနော်တခုခုကတော့မဖြစ်နေတော့ဖြစ်နေတယ်ပေါ့နော်အဲ့ဒါကိုဘာတော့မစိုးမနိုင်ဘူးနော်တကယ်ဆိုရင်အဲ့ဒါတွေဟာကိုယ့်ကိုဒုက္ခပေးမဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတွေမဖြစ်အောင်မလုပ်နိုင်ရမလို့စိုးမနိုင်ရမယ်ဘာနဲ့စိုးမဆိုပညာနဲ့စိုးမမယ်တတိနဲ့စိုးမမယ်ဟုတ်လားအပညာကဘာလဲလို့မေးရင်အမှန်သိတာပဲအမှန်သိရင်အဲ့ဒီလိုမြင်မှုကြားမှုနမ်းရှုစားတော့တွေးထိမှုကြောင့်တွေးကြံမှုကြောင့်ယာဂဒေါသမောဟမဖြစ်ဘူးအဲ့တော့အမှန်ကဘာလဲပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးပေါက်ပြန်တဲ့ရုပ်အရှုနဲ့အာယုံကိုသိတဲ့ခံစားတဲ့မှတ်သားတဲ့စိတ်တော်တဲ့နာအရှုဝေးမြတာဖြစ်တယ်လို့နော်ဒီတဘာဝလောကကြီးကိုပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်မှမပါစေဘဲနဲ့တဘာဝတရားတက်မြတာဖြစ်ပေါ်နေတာလို့အခြေခံဒါကိုရှင်းရှင်းလင်းလင်းဟုတ်လားပြီးရင်ဒီတဘာဝတရားတွေဟာလည်းပဲဖန်ဆင်းထားလို့ဖြစ်တာမဟုတ်အကြောင်းမဲ့ဖြစ်တာလည်းမဟုတ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့အကြောင်းအကျိုးတဘာဝတွေလို့အထူးသဖြင့်ပရိစ္ဆေသမုပ္ပါဒ်ကိုနားလည်ရမယ်ပေါ့အကြောင်းအကျိုးတဘာဝလို့သိရမယ်ဒါပညာနော်ဒီပညာရှိမှဒီမျက်စိနာနာလျှာကိုယ်စိတ်ကိုမလုံးနိုင်ပါဘူးဆုံးမနိုင်ပါနော်နောက်တစ်ဆင့်ကြံသေးတယ်အဲ့ဒါပါလေဒ
ဒီယုတ်ဒီနဲ့ဒီအကြောင်းဒီကျိုးဒီသဘာဝတရားတွေဟာဖြစ်ပြီးရင်မရှိတော့တဲ့သဘောတွေသူတို့ရဲ့အနိစ္စအချက်ကိုကောင်းကောင်းသိရမယ်နားလည်ရမယ်နော်ထပ်ပြီးတော့ဖြစ်နေတာအသစ်အမြဲတမ်းဖြစ်နေတာငကိုယ်တော်ဟာမဟုတ်ဘူးနော်အချိန်တိုင်းမှာအသစ်ပဲဘဝကအတွေ့အကြုံတွေကအချိန်တိုင်းအသစ်ပဲဟုတ်လားဖြစ်ပြီးရင်လည်းပဲတည်မြဲနေတာမရှိဘူးဖြစ်စရာအကြောင်းရှိရင်တားမရစီးမရဖြစ်တယ်ဖြစ်ပြီးရင်လည်းထိမ့်မရသိမ့်မရကြောက်ွယ်သွားတယ်ဒါပဲလေသဘာဝဆိုတာအဲ့ဒါပါလေအမှန်အဲ့ဒီအမှန်ကိုသိတာကိုပညာသုံးချက်ဥစဉ်ပြောတယ်နော်ဒါလေးကတော့မကြပြောပြမယ်ပေါ့နော်ပုဂ္ဂိုလ်တ attva မဟုတ်ယုံ nant သဘာဝတရားလားဖြစ်နေတာပန်းစင်းထားလို့ဖြစ်တာမဟုတ်အကြောင်းပဲဖြစ်တာမဟုတ်အကြောင်းအကျိုးသဘာဝတွေဖြစ်တယ်ဟုတ်လားဒီယုတ်ဒီနဲ့ဒီအကြောင်းဒီအကျိုးဒီသဘာဝတရားတွေကဖြစ်ပြီးရင်မရှိတော့တဲ့သဘောအနိစ္စအချက်နော်နမရူပပရိစ္ဆေဒဉာဏ်ပိစ္ဆယပရိက္ခဉာဏ်ဝိပဿနာဉာဏ်ဟုတ်လားအဲ့ဒီဉာဏ်ပညာသည်နော်မြင်လာတဲ့အခါကြားလာတဲ့အခါအနံ့ရလာတဲ့အခါစားရတဲ့အခါထိရတဲ့အခါတွေးရတဲ့အခါမှာသူသာရှိနေမယ်ဆိုလို့ရှိရင်အဲ့ဒါတွေကြောင့်ຢာကဒေါသဖြစ်เสียအကြောင်းမရှိဘူးအဲ့ဒါကိုဘာခေါ်တော့ပညာတနည်းအားဖြင့်ဒီဒေသနာရဓမ္မဆိုတာကဓာတ်အုပ်ချိုင်းနဲ့မာနှလုံးရှင်းပြီးတော့ရေးတဲ့ဓမ္မမဟုတ်ဘူးဓာတွေးရဲ့မရဲ့ရိုးရိုးလေးရေးထားဓမ္မဟုတ်လားအဲ့တော့ဒါကဘာလဲဆိုတော့အကြီးအသွေးအမြင့်ဆုံးရွှေအိုးကြီးပဲဒါနရဲ့သီလရဲ့တန်ယမရဲ့ဓမ္မရဲ့ဒါကိုနားလည်လေတဲ့ဇာဝနာဝများတဲ့စကားလုံးနဲ့ပြောမှဆိုရင်ဒါနသီလသမာဓိပညာဟုတ်ရလားအဲ့ဒါမြတ်စွာဘုရားကယတဒါနိနသီလေနတယမေနဓမေနသနိတိသူနိတောဟောတိအိဋ္ဌိယပုရိသတ္တဝါမိန်းမတွေပဲဖြစ်ဖြစ်ယောက်ျားတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့အနာဂတ်ရေးကိုတွေးပြီးတော့မှန်မှန်ကန်ကန်အမြင်ရှိရတဲ့ပုဂ္ဂိုလ်တွေဟာဒီရွှေအိုးကြီးလေးလုံးကိုမြုပ်နှံကြလိမ့်မယ်လို့အဲ့လိုဟောအဲ့လိုမြုပ်နှံထားလို့ရှိရင်ဒီရွှေအိုးကြီးလေးလုံးကဘလို့အည်သွေးရှိတော့အလေးကိုလည်းမြတ်စွာဘုရားပြောတယ်ဧတာနိတိသူနိတောအဇေယောအနုခာမိကောပဟာယဂမဏီယေတုဧတံအာရာယကိစ္စတိဒါကောင်းမှုရဲ့တန်ဖိုးကိုပြောနေတာပါပဲဟုတ်လားဧတာနိတိသူနိတောအဇေယောအနုခာမိကောတဲ့ဒီမြုပ်နှံထားတဲ့ရွှေအိုးကြီးလေးလုံးဟာတဲ့အဇေယောအနုခာမိကောဘယ်သူမှအနိုင်အထက်ပြုတ်ပြီးတော့လူယူဖြစ်စည်းလို့မရဘူးတဲ့အနုခာမိကောအစဉ်တစ်ဖြစ်မိမိနောက်မှာသူတို့အမြဲတမ်းရှိတယ်တဲ့သစ္စာရှိတယ်ပေါ့နော်ကိုယ်ပဲနားရောက်ဘဲချိန်မှာပဲဖြစ်ဖြစ်ကိုယ်နဲ့မကွဲမကွာအမြဲတမ်းရှိတယ်နော်တကယ်ကကိုယ့်ဘုံမှာသစ္စာအရှိဆုံးအမြဲတမ်းကိုယ်နဲ့မကွဲမကွာရှိနေတာကဒါပဲကောင်းတဲ့ဘက်မှာကဒါပဲဟောမကောင်းတဲ့စေနာလည်းရှိတာပဲနော်အဲဒါလည်းသတိထားဖို့လိုတာပေါ့ဟုတ်လားဧတာနိတိသူနိတောအဇေယောအနုဂါမိကောပြီးတော့ဗာပြောတော့ပဟာယဂမဏီယေတုဧတံအာရာယကိစ္စတိပဟာယဂမဏီယေတုအလုံးကိုစွန့်ပြီးတော့သွားရတဲ့အခါမှာပြောထားကုန်လေနော်ပဟာယဂမဏီယေတုပဟာယပယ်စွန့်ပြီးတော့ဂမဏီယေတုသွားရတဲ့အခါဘောဆိုတာရက်နေတာမဟုတ်လေသွားနေတာလေဟုတ်လားအဲ့တော့အခုချိန်မှာတော့ဒကာသမားတို့ဦးဇင်းတွေကဒီတဘောတစ်ခုအတွက်အမှန်တရားတစ်ခုအနေနဲ့ဒါငါဥစ္စာဒါငါအတိုင်းဝိုင်းဆိုတော့သိမ့်ပိုက်မှုနဲ့နေနေတာပေါ့နော်အထင်မှားမှုနဲ့နေနေတာပေါ့ကိုဘယ်လိုပဲထင်ထားတစ်ချိန်ရောက်ရင်တော့ထားခဲ့ပြီးတော့စွန့်ခဲ့ပြီးတော့မလုပ်ကြမှာတော့သွားကြမှာဒါကိုတယောက်တည်းလည်းမဟုတ်အလုံးဟာဒီနည်းပဲဟုတ်လားအကုန်လုံးသွားကြမှာအဲ့လိုသွားတဲ့အချိန်မှာဗာလေတဲ့ပဟာယဂမဏီယေတုဧတံအာရာယကိစ္စတိဧတံအဲ့ဒီရွှေအိုးကြီးလေးလုံးကိုအဲ့ဒီကုသိုလ်ကြီးလေးမျိုးကိုအာဒါယကိစ္စတိယူပြီးတော့သွားလို့ရတယ်တဲ့ဒီအည်သွေးကဒါဒီဟာမှာပဲရှိတယ်တကယ်တမ်းကနော်အလုံးကိုစွန့်ပြီးတော့သွားတဲ့အခါမှာယူသွားလို့ရတာကဒီလေးမျိုးပဲရှိတယ်ကျန်တာတွေကကိုဘလောက်တန်ဖိုးထားကိုယ်စိတ်ထဲမှာဘလောက်ပဲဆွဆွနေရှိအခိုက်အတန့်ပဲသူကယူသွားလို့မရဒီဒါနသီလသမာဓိပညာကတော့ဘာလို့လို့သွားရတယ်ယူသွားလို့ရတယ်တဲ့ဟုတ်လားယူသွားလို့ရတဲ့အည်သွေးကဒါမှာပဲရှိတာနော်ဒါကြောင့်ပေးတဲ့ပေါင်းသူတော်တို့ဒီရွှေအိုးကြီးလေးလုံးရဲ့မူလအည်သွေးတွေကိုမြတ်စွာဘုရားအဲ့ဒါလို့အမိန့်ရှိတာဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဘာပြောတော့ဒါလေးတော့အချင်းချုပ်လေးပဲပြောပါမယ်ဟုတ်လားမာနုတိကာသတံပတ္တိဒေဝလောကိသယာရတိယာသနိဗ္ဗာန်တံပတ္တိတပ္ပမေတေနလပ္ပတိနော်ဒီရွှေဦးကြီးလေးလုံးဖြင့်လူချမ်းသာလူစည်းစိမ်ဆိုတာကိုရနိုင်တယ်မာနုတိကာသတံပတ္တိလူဝရဲ့ပြည့်စုံခြင်းပေါ့နော်ဒေဝလောကိသယာရတိအလွန်ပျော်မွေ့စရာကောင်းတဲ့နတ်ဘဝရဲ့ပြည့်စုံခြင်းဆိုတာကိုလည်းရနိုင်တယ်ယာသနိဗ္ဗာန်တံပတ္တိအကျင့်နိဗ္ဗာန်ချမ်းသာရဲ့ပြည့်စုံခြင်းကိုလည်းပဲသဗ္ဗမေတေနလပ္ပတိအလုံးစုံသောပြည့်စုံခြင်းတွေကိုဟောဒီရွှေအိုးလေးလုံးကပေးလိုက်မယ်လို့အဲ့လိုပြောတာအဲ့ဒီမှာမြတ်စွာဘုရားကလူဘဝရဲ့ပြည့်စုံခြင်းဆိုတာကိုအသေးစိတ်ဟောတယ်နော်
ရုပ်ရည်အတန်ဟုတ်လားပြီးတော့အလုံးကိုယ့်ရဲ့အတိုင်းဝိုင်းပေါ်မှာလွှမ်းမိုးနိုင်မှုအဲ့ဒါတွေပါမြတ်စွာဘုရားဟောတာနော်သူဝနာတာသူတရတာသူတန်ထာနာသူရူပတာအာတိပစ္စပရိဝါဒတပ္ပမေတိနာလပ္ပတိနော်ရုပ်ဆင်းနဲ့ပြည့်စုံခြင်းကိုမြတ်စွာဘုရား၃မျိုးတောင်ခွဲဟောတယ်သူရူပတာလှတယ်သူတန်ထာနာပုံတရံကောင်းတယ်ဟောလှတယ်ဆိုတာမျက်နာကိုအဓိကရည်ညွှန်းတယ်လို့ဆိုနိုင်တယ်ပုံတရံကောင်းတယ်ဆိုတာအချိုးဆက်ကြတာကိုရည်ညွှန်းတယ်လို့ဆိုနိုင်တယ်ဟုတ်လားပြီးတော့သူဝနာတာအရေးအယောင်ကောင်းတယ်ဟောဘလောက်ပြည့်စုံတော့နော်ပြောထားပုံလေးဟုတ်လားလူတယောက်လှတယ်ဆိုတာဒီအချက်၃ချက်ကပြည့်စုံဖို့လိုတယ်နော်မျက်နှာကြည့်ကောင်းဖို့လိုတယ်နောက်တစ်ခုလုံးအနေနဲ့လည်းပဲအချိုးဆက်ကြဖို့လိုအပ်တယ်ယောက်ျားဆိုရင်လည်းယောက်ျားမိန်းမဆိုရင်လည်းမိန်းမဟာအချိုးဆက်တော့ကြားတယ်မျက်နှာလည်းကောင်းတယ်အသားကြီးကမဲတူးနေဆိုဘယ်နဲ့လောက်အရေးအစင်းလည်းကောင်းဖို့လိုသေးတယ်နော်အဲ့ဒါတွေမကဘူးတဲ့အတန်ရဲ့ကောင်းခြင်းနော်ဒါတွေကလူတိုင်းတောင့်တတဲ့ຢာပဲလေပုထုဇဉ်တွေဆိုတာဟုတ်တယ်မဟုတ်လားဒါကိုလွန်ရခြင်းတယ်အဲ့ဒါကိုဒီရွှေဦးလေးလုံးကပေးမယ်လို့ပြောတာနော်ပြီးတော့ဗာပြောတော့အာတိပစ္စပရိဝါဒကိုမိသားစုကိုအတိုင်းပိုင်းကိုကျင်လျာဝန်းကျင်လေးမှာကိုဟာအရှိန်ဝါရှိတယ်ဒါကိုလည်းလူတိုင်းရခြင်းတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါဘယ်သူကပေးနိုင်နော်ရွှေဦးလေးလုံးကပေးမယ်လို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကလောကီချမ်းသာလေးတွေကိုပြောတာပါမြတ်စွာဘုရားနောက်ဆုံးမြတ်စွာဘုရားဒီရွှေဦးလုံးရဲ့အဆုံးစွန်တော့ပေးနိုင်တဲ့စွမ်းရည်တတ္တိမိဒ္ဒသမ္မရမာဂမ္ဘယောနိသောဝပယုံစတောဝိဇာဝိမု ക്തി ဝတိဘာဝတပ္ပမေတေနလပ္ပတိဒီရွှေဦးလေးလုံးကိုပြည့်စုံစွာမြုပ်နှံထားမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာရောက်လျက်ဘဝမှာမိဒ္ဒသမ္မရမာဂမ္ဘယောနိသောဝပယုံစတောမိကောင်းရွှေကောင်းကလျာဏမိဒ္ဒနဲ့ပြည့်စုံမယ်ပထမနေ့ကပြောခဲ့တဲ့ယောနိသောမတိကာရနဲ့လည်းပြည့်စုံမယ်ဆိုရင်ဝိဇာဝိမု ക്തി ဝတိဘာဝတပ္ပမေတေနလပ္ပတိမဉ္ဇဉ်ပူဉ္ဇဉ်ဆိုတဲ့တရားတို့တရားမြတ်တွေကိုတောင်ရမယ်လို့ဟောတယ်သူကြတော့ဟောတာလေးကနည်းနည်းစေစက်တယ်အသေးစိတ်တယ်ဒီရွှေဦးလေးလုံးလည်းမြုပ်နှံထားမယ်အဲ့ဒီဘဝမှာမိကောင်းရွှေကောင်းနဲ့လည်းတွေ့မယ်ယောနိသောမနတိကာရလည်းရှိမယ်ဆိုရင်ဒါလေးရသတိထားမှာနော်မိဒ္ဒသမ္မရာမာဂမ္မယောနိသောဝပယုံစတောမိကောင်းရွှေကောင်းနဲ့လည်းရှိပေါင်းတင်ရမယ်ယောနိသောမနတိကာရနဲ့လည်းကိုယ်စိတ်ကရှင်မယ်ဆိုလို့ရှိရင်ဝိဇာဝိမု ക്തി ဝတိဘာဝနော်ဝိဇာဆိုတာမဲညာကိုပြောတာဝိမု ക്തി ဆိုတာဖို့ညာကိုပြောတာအဲ့ဒါတွေနဲ့တောင်ပြည့်စုံနိုင်တယ်လို့ဟောတာဆက်ပြီးတော့မြတ်စွာဘုရားအထုဋ္ဌိပါဟောတော့ပဋိသင်္ပိတာဝိမောခောဇယာစတာဝကပါရမီပိစိကဘောဓိဗုဒ္ဓဘူမိတပ္ပမေတေနလပ္ပတိပဋိသင်္ပိတာဝိမောခောဇနော်ပဋိသင်္ပိတာ၄ပါးကြားဥပါတယ်နော်အထုဋ္ဌိဉာဏ်နေပေါ့နော်ဝိမောခ၈ပါးကြားဥတယ်နော်ယာစတာဝကပါရမီနော်တာဝကဘောဓိစုရှိတယ်လေတာဝကဘောဓိစုကပဂရိတာဝကဘောဓိစုရှိတယ်မဟာတာဝကဘောဓိစုရှိတယ်အက္ခတာဝကဘောဓိစုရှိတယ်အက္ခတာဝကဆိုတာရှင်သာရိပုတ္တရာရှင်မမောက္ကလန်တို့လိုမျိုးပေါ့နော်မဟာတာဝကဆိုတာကဣတရေရတဲ့အရှင်မြတ်ကြီးတို့လိုမျိုးပေါ့နော်တာဝကဘောဓိဆိုတာကလေရိုးရိုးမဲ့ဉဏ်ပုံဉဏ်ကိုရတဲ့ပုဂ္ဂိုလ်တွေကိုပြောတာဟုတ်လားပဋိသင်္ပိတာဝိမောခောဇယာစတာဝကပါရမီပိစိကဘောဓိဗုဒ္ဓဘူမိပိစိကဘောဓိဆိုတာပိစိကဗုဒ္ဓအဖြစ်ကိုပြောတာဟုတ်လားဗုဒ္ဓဘူမိဆိုတာကသမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ကိုပြောတာအထုထိရောက်သွားပြီနော်သူ့ထက်မြင်မာတဲ့ကောင်းကျိုးကတော့မရှိတော့ဘူးနော်အဲ့ဒီအဆင့်ထိရောက်အောင်တပ္ပမေတေနလပ္ပတိတဲ့အလုံးစုံသောအဲ့ဒီပြည့်စုံခြင်းကောင်းမြတ်ခြင်းတွေကိုဒီရွှေဦးလေးလုံးကပေးမယ်လို့ဟောတာပြောတာလေးအလွန်စနစ်ကြရနော်လောကီချမ်းသာတွေကစအစီအစဉ်တရားမြတ်စွာဘုရားပြောတာဟုတ်လားပြီးရင်မဉ္ဇဉ်ပူဉ္ဇဉ်ကိုလည်းပဲအစဉ်စဉ်ပြောတာနော်ပစ္စေကဘောဓိဗုဒ္ဓဘူမိနောက်ဆုံးဗေထိရောက်သွားတော့သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ထိရောက်သွားတယ်အဲ့တော့ဦးဇင်းတို့ဒီသုတ်တန်ရပြောမယ်ဆိုရင်ဘုရားအဖြစ်ကိုပြုတတ်တာဟာဘာလဲလို့မေးဟောဒီဒါနသီလသမာဓိပညာဆိုတဲ့ရွှေအိုးလေးလုံးပဲပါရမီရှုထောင့်ကပြောမယ်ဆိုရင်တော့ဘုရားအဖြစ်ကိုပြုတတ်တာဟာပါရမီ10ပါးပဲအဲ့တော့ပါရမီ10ပါးကိုဒီ၄မျိုးတည်းကိုအကျုံးဝင်အောင်ထည့်သွင်းတတ်ဖို့လိုတယ်နော်အခြေပြောရင်ပါရမီ10ပါးပါရမီ10ပါးမှာအပြား30ထပ်ကျေခြင်းလေးကျေလိုက်အောင်ပေါ့နော်ခုအချင်းပြောမယ်ဆိုရင်ဘယ်လိုပြောရတော့ရွှေအိုးလေးလုံးလို့ပြောရမယ်ဒါကြောင့်မင်းကုန်းဆိုရေးရဒါပိဋကသုံးပုံရဲ့အနှစ်ချုပ်လို့ပြောတာနော်နောက်ဆုံးဏိကုံးချုပ်မြတ်စွာဘုရားအဲ့ဒီနိတိကဏသုတ်တံမှာဘယ်လိုဂါထာလေးနဲ့အဆုံးသတ်ပေးထားလဲဆိုတော့ဧဝမဟိတိကဧတာယတိတံပုံညနော်ဒီလိုစွမ်းအားတတ္တိတွေနဲ့တကောအာနုဘော်တွေနဲ့ပြည့်စုံတဲ့ဒီကုသိုလ်ကောင်းမှုကိုတဲ့နော်ယတိတံပုံညတံပရာနော်အလွန်ပြည့်စုံတဲ့ဒီကုသိုလ်ကောင်းမှုကိုနော်တကယ်လို့ပုဂ္ဂိုလ်တူတယောက်ဟာပြုမယ်ဆိုလို့ရှိရင်
Tatama diro patan tandi dan kata punyata. Nyampinya sih pogo dia. Dikudo kamu ne pijunya de pogo dia. Cimone. Dali pa. No, dia usah dia. Oh, senang mesunya. Senang dia asal nyaji sih. Dilo asyik so suan tadi alun cimare kudo kamu go. Pilu psi mesunya. Loka ma nyampinya sih pogo dia. Eri kudo go lupsi de pogo go cimone. Pinya sih lo ya cimone go kaya me bok sulora. Ada di ni ama pinya sih lo cimone suraga. Senang dia yang kau. Tua cimon dia mau pene cimon mama ho. Halo bio le cimon mama ho. Tu cimon misue no cimon den cimon dai lo cimon apa no. Di cimon le sudah kisah lebe nyai sih deh. Lalu kaya cimon yang sudah ada tapi lo macam lah aku boleh, mahu lo do. Cimon yang mana cimon ada le sih no. Sihtem bawa ne cimon ni lah le. Tapi mai mere lu le jaro. Cimon de mana cimon ada sih. Tu apa kau nak je kau tem lo. Tu sihtem kau ne tem bilo cimon ada mesti ulah. Sih no, kaya dene lugu cimon ni delu sih deh. Cimon dene lugu kaya ni delu sih deh. Terus itu lo terus man tem bilo lu ni jalan beli. Ada mula. Lalu lo kaya cimon ni kan. Jauh ini jibu apa jauh ini lontan bom mere. Nama cimon de mana cimon nari sih deh. Nama cimon jem mana cimon nari le sih deh. Haulah. Kupinya sih dia cimon ni jaro. Elu pernah nala. Oh, cimon jem mana le cimon bu. Haulah, cimon tai pernah le. Cimon dai lo cimon lah. Lalu ini mak kamu pisau orang lolai nenek sih. Dah tu kau dong pisau orang lolai dah be di luar. Ada mula. Dah jangan di luar mah cimon yang luar cimon boleh. Lalu ku kamu pisau orang lolai cendi. Tu dah baca le kau orang lupa ya udah sudah ambil le siul lo. Dana kamu pisau pisau. Ini tu dah baca udah kau orang lupa ya macam. Sengaja no. Tilam cuci yang saudara yang pun, mimi tu depan tahu, cuma orang loya, siapa yang, tamari dia ni ajar orang ni nala bukan deh, tu tu ngotot dia ada yang biru, tiada ni tu ni dah, lokal jiwa tu apa kau nyupi dah le, mesti asyik, tu apa biru piu ni. Pujian tu, kau tengah tahu dah sudah ada sih dia, ini mah, no kimila tu, no bagu tu, no dia atau ni, mungkin nak tahu yang dia atau ni dah sih. Jadi macam suara cuaca dah biru. Di miu kau tak tahu yang di cimia ko cini dia, no. Di miu tak tahu yang mi piu dia, tai nai ngam masih dia lu dia, alung kang kau jari, alung macam suara ho. Jadi sekali yang sana dia kau. Dan nanti ada orang cuci jual. Di miu kau tak tahu yang potong lah. Di miu je masih dia lu dia, kau jo siwa, nyai pesi. Na loka wo myaji kanjo chanda phit shi de Pyama loka wo myaji kanjo chanda phit shi de Da taman lu de mati nain de kaisa no Do to le be tabawa cha cha sin tha me so yin da lam khan nain ja do mashi bu Lu tayauk ka tu tu asin myin myin nyin nyin ee ne lai de soda ha pawan jin ko amyaji a chou tayauk mu shi de Edi a chet ka nyan shi yin shi de lauk tai nain de po no Ane song no nyin ee mu dat ko pu set se de The centerပြောရလို့ရှိရင်တော့သူ့လိုဖြစ်ခြင်းစိတ်တွေမြင်ရတဲ့ပုဂ္ဂိုလ်သူ့အတန်ကိုကြားရတဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာအများကြီးဖြစ်စေနိုင်တယ်။လို့ဆွပေးတာ။အကောင်းဆုံးနေပြလိုက်တာနော်စကားတွေအများကြီးပြောပြီးတော့တရားဟောတာတဲ့တောင်ရံဖန်ရံခါမှာထိရောက်တယ်။ဟုတ်တယ်မဟုတ်လား။သူအကောင်းဆုံးနေပြလိုက်တယ်။မြင့်မြတ်ဆုံးနေပြလိုက်တယ်။မြင်ရတဲ့ပုဂ္ဂိုလ်တွေငြိမ်းချမ်းတယ်။အဲ့ဒါစင်တက်လာရင်ဘာဖြစ်နေတော့အားကျနိုင်တယ်ပေါ့နော်။ဟုတ်အရင်တို့မဟာဗောဓိမြိုင်ဆရာတော်ကြီးဆိုတာအခုရှိပါလေဒီတို့ကြားအောင်ပါဗုဒ္ဓဘာသာဝင်နေဟုတ်လားနော်ရဟန္တာဆိုပြီးတော့နာမည်ကြီးရလေတော်တယ်ဟိုဒီကလာပြီးတော့မကြည့်ရဘူးဟိုလာပြီးတော့ဖူးလည်းမခံဘူးစွန့်ကန်ကြွတယ်တော်တယ်မှာတပါးလေးတည်းနေတာနော်ကပိယနဲ့တော့အမြဲတမ်းတွေ့လို့မရဘူးစွန့်ကန်ကြွလာတယ်ဆိုလို့ရှိရင်ဒီလာတဲ့ခြေလမ်းလေးတိုင်းလာတယ်ဆိုအဲ့ခြေလမ်းလေးပေါ်နောက်နေလေအဲ့ဒီခြေလမ်းအတိုင်းပဲခြေလမ်းကနှစ်လမ်းနှစ်နေရာထပ်နေတာမရှိဘူးဟုတ်လားနှစ်နေရာပွားနေတာမရှိဘူးအလွန်တဝါဒီကောင်းတယ်ပေါ့နော်ပြန်ကြွသွားပြီဆိုရင်လည်းအဲ့ဒီခြေလမ်းလေးတိုင်းပဲအရင်နေ့ကအလမ်းလေးတိုင်းပဲအဲ့ဒီခြေရာလေးတွေကအဲ့တိုင်းထက်ရက်ကလေးတွေတခါကြီးတယောက်ကဘယ်လိုပြောလဲဆိုတော့မြင်ရတာနဲ့ကိုပဲတဲ့သူ့စိတ်ထဲမှာဘလို့ဖြစ်သွားအောင်ခံစားချက်ပေါ့နော်သူပြောပြတာဟိုစိတ်ထဲမှာသူကိုယ်တိုင်ကိုပဲသူ့စိတ်တွေဘလို့ဖြစ်သွားတယ်လို့မဝေခွဲတတ်ဘူးကောင်းတာတွေတော့အများကြီးဖြစ်သွားတာနော်သူတို့အထုတ်ခြင်းစိတ်တွေအားချတဲ့စိတ်တွေဒီလိုနေတာကောင်းလိုက်တာဆိုတာဒါတွေကဘာလဲလို့မေးရင်အဲ့ဒီသူတော်ကောင်းကြောင့်ဖြစ်ပေါ်လာတဲ့
ရိုက်ခတ်မှုတွေလို့ဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါဘုံဘုံကဘာဝကြီးပဲပြောနေတာတော့ကိုတမာတိပညာရှိအောင်လုပ်နေခြင်းဟာကိုအကျိုးရှိအောင်လုပ်ယုံမျှတယ်မကဘူးပတ်ဝန်းကျင်ကိုပါအကျိုးရှိအောင်လုပ်ပေးနေတာလို့အကောင်းဆုံးပရိဟိတလို့တောင်ဆိုနိုင်တယ်လို့ဦးဇင်းကတော့အဲ့လိုတောင်ပြောခြင်းတယ်ဟုတ်လားတရားမလို့ဦးဇင်းတို့သတိပဋ္ဌာန်ဝတ်ထဲမှာဟောထားတာလေးရှိတယ်ပိဿတို့လည်းကြားဦးမှာပါနော်ဆရာတပည့်2ယောက်ရှိတယ်လေအဲ့ဆိုဘုရားဟောပြတာနော်တောင်60လောက်ရှိတဲ့ဝလုံးထိပ်ဖြားမှာတပည့်ကတက်ပြီးတော့ဂျွန်းပစ်ပြီးတော့ပြမှာဆက်ကသဘောမျိုးပေါ့ဆရာကအောက်ကအဲ့ဒီဝလုံးကိုပခုံးနဲ့ထောက်ပေးထားပြဝဲကြီးပြမယ်တဲ့လှုပ်ပေးတဲ့တွေကဝိုင်းနေတယ်ပေါ့အဲ့ဒီချိန်မှာဆရာကတပည့်ကိုပြောတယ်တဲ့အားတပည့်မင်းကလည်းပဲငါ့ကိုစောင့်ရှောက်ပါငါကလည်းမင်းကိုစောင့်ရှောက်ပါမယ်အဲ့ဒါမင်းနဲ့ငါနဲ့တယောက်ကိုတယောက်စောင့်ရှောက်ပြီးတော့တယောက်ကိုတယောက်ကြည့်ပြီးတော့ပြဝဲကြီးကိုအောင်မြင်စွာပြကြမယ်အခါချင်းတွေလည်းရယူကြမယ်လို့ဒီလိုပြောတယ်ပြောတော့တပည့်ကဆရာစကားကိုလက်မခံဆရာလည်းတပည့်ကိုမစောင့်ရှောက်နဲ့တပည့်ကလည်းဆရာကိုမစောင့်ရှောက်ဆရာလည်းဆရာကိုဆရာပဲစောင့်ရှောက်တပည့်ကလည်းတပည့်ကိုတပည့်ပဲစောင့်ရှောက်မယ်အဲ့ဒါလို့ကိုစောင့်ရှောက်ကြရင်ဖြင့်ဒီပြဝဲကြီးကိုအောင်မြင်စွာပြသကြမယ်အခါချင်းတွေကိုလည်းရလိမ့်မယ်မေတ္တာထာလိကာဆိုနော်တပည့်နာမည်ဟုတ်လားဗေဒကထာလိကာဆိုအဲ့ဒါမြတ်စွာဘုရားကအဲ့ဒီတပည့်ရဲ့စကားကိုထောက်ခံတယ်သိလားအဲ့ယဟန်တွေကိုတတိပဋ္ဌာန်ဘာဝနာပွားများပြီးတော့နေခြင်းဟာကိုအကောင်းဆုံးစောင့်ရှောက်နေကိုစောင့်ရှောက်နေခြင်းအဖြစ်ထင်ရှားတာကကိုအနီးဝန်းကျင်ကိုနဲ့ထိဆက်နေတဲ့လူတွေကိုစောင့်ရှောက်ပြီးသားဖြစ်တယ်ကိုကြောင့်ဘာဒုက္ခမှမရောက်ရုပ်စွာအစွန်ကိုကြောင့်သူ့စိတ်ထဲမှာဘလို့မကောင်းတဲ့အတွေးလေးမှဖြစ်မသွားစေဒါကဆန့်ကျင်ဘက်အနေအထားကိုကြည့်ရင်ပို့ပြီးတော့ထင်ရှားတယ်ပေါ့နော်ဦးဇင်းတို့ကောင်းတဲ့လူကလောကကြီးကိုဘလောက်ကောင်းသွားလူတွေကိုဘလောက်ကောင်းသွားစေတယ်လဲဆိုတာကိုထင်ရှားခြင်းလေမကောင်းတဲ့လူကနီးဝန်းကျင်ကလူတွေကိုဘလောက်မကောင်းသွားစေတယ်လဲဆိုတာကိုစဉ်းစားကြည့်လူတယောက်စိတ်အုပ်မှမွေးပြီးတော့နော်ကာယကံဝစီကံအရန်ကိုအောက်တန်းကျနေတယ်ဆိုရင်မြင်ရတာဘယ်လိုနေလဲအာဟုလိုဖြစ်တော့တာပဲလေဟုတ်တယ်မဟုတ်လားမြင်ရတဲ့လူတိုင်းအာဟုလိုဖြစ်တယ်သူ့တန်ကြတိုင်းအာဟုလိုဖြစ်တယ်တော့တဘာဝမကျတဲ့လူပဲတခါတည်းသူ့တဲ့တောင်ပူပြီးတော့အာဟုလိုဖြစ်သွားနိုင်တယ်နော်မြင်ရတဲ့လူကဟုတ်တယ်မဟုတ်လားဒါပါလေသူ့ကြောင့်မို့လို့အဲ့လိုတွေဖြစ်ကုန်တာလေဟုတ်လားအဲ့မကောင်းမှုကကုဆက်တဲ့သဘောရှိတယ်လို့ကောင်းမှုကလည်းပါလေကုဆက်တဲ့သဘောရှိတယ်အဲ့တော့ဘုန်းဘုန်းတို့ပြောနေတာကဒါနသီလသမာဓိပညာဒီကုသိုလ်ကောင်းမှုတွေဟာကိုကောင်းအောင်လုပ်ပေးရလဲရောက်တယ်လို့ပတ်ဝန်းကျင်ကိုလည်းကောင်းအောင်လုပ်ပေးရမရဘူးလားရောက်တယ်အဲ့တော့ဒါလည်းကောင်းတဲ့အလုပ်ရှိဦးမလားမရှိတော့ဘူးနော်အဲ့တော့ပြောနေတာကကောင်းတာတော့ကောင်းတာလောကမှာမရှိဘူးပဲမကောင်းမှုတော့မကောင်းတာလောကမှာမရှိဘူးလွန်ရိုးရှင်းရှင်းနားလည်ထားဖို့မလိုဘူးလားလိုတယ်အဲ့တော့ဒီနေ့ကောင်းမှုဆောင်ဆိုတာလေးကနော်ကောင်းမှုရဲ့သဘောတဘာဝကောင်းမှုရဲ့စွမ်းရည်တတ္တိဒါလေးကိုအရင်ကခုပြောနေတာအဲ့ဒါကိုဘယ်လိုရည်ရွယ်ချက်နဲ့ပြောတာတော့နော်မနေ့တုန်းကတော့မကောင်းမှုရဲ့သဘောတဘာဝမကောင်းမှုရဲ့စွမ်းရည်တတ္တိမကောင်းမှုကိုဘယ်လိုပယ်ရမလဲဆိုတာပါထည့်သွင်းပြောတာပေါ့နော်ဒီနေ့တော့ကောင်းမှုကိုဘယ်လိုလုပ်ရမလဲဆိုတဲ့အပိုင်းကိုဦးဇင်းတို့ပြောဖို့အချိန်မရဘူးဖြစ်တယ်ဟုတ်လားဒါပေမဲ့ဘာပြောရင်တော့ဆိုတော့ကောင်းမှုရဲ့အစွမ်းနဲ့မကောင်းမှုရဲ့အစွမ်းသိမြင်တဲ့အခါမှာမကောင်းမှုကိုဆက်ဆုပ်ပြီးတော့ကောင်းမှုကိုမြင်လို့တဲ့စိတ်တွေဖြစ်လာတယ်အဲ့ဒီဥစ္စာအလွန်တန်ဖိုးရှိတယ်ဆိုတာလေးကိုပြောခြင်းအမလေးကမကောင်းတာတွေအကြောင်းပြောတော့မကောင်းတာကြောက်စရာဟဲ့ထိတ်လန့်တဲ့သဘောဥဒ္ဒပဒီလိုသဘောလေးတွေဖြစ်နိုင်တယ်ပေါ့နော်ခုကောင်းတာကိုပြောတဲ့အခါကျတော့ဒါအကုစရာဟဲ့ဒါလေးဖြစ်အောင်လုပ်မှဟဲ့ဒီလိုသဘောမျိုးဖြစ်လာတယ်အဲ့ဒါအလွန်တန်ဖိုးရှိတဲ့စိတ်အခြေအနေလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒီအချက်လေးကိုဦးဇင်းကပေးတဲ့တို့အားကြနိုင်အောင်အတူယူနိုင်အောင်ဓမ္မဘုဒ္ဓတလည်းရအောင်ဇတ်တော်လေးတစ်ပုဒ်ကိုပြောပြပြီးတော့နည်းနည်းလေးအဓိပ္ပာယ်ဖွင့်ပြခြင်းတယ်နော်မကောင်းမှုရဲ့နော်အကျိုးဆက်တွေကိုမြင်ရတဲ့အခါမှာဘယ်လိုတွေဖြစ်လဲကောင်းမှုရဲ့အကျိုးဆက်ကိုမြင်ရတဲ့အခါမှာဘယ်လိုတွေဖြစ်လဲဆိုတာလေးအဲ့ဒီဇတ်တော်လေးကဂင်္ဂမာလဇတ်ဆိုပြီးတော့နော်ဆရာကြီးဥပုံညာကရေးတဲ့ပြဇတ်ဆိုပြီးတော့ရေးထားတာတောင်ရှိတယ်ဟုတ်လားဟိုတုန်းကတန်းကျောင်းတွေမှာတက္ကသိုလ်တွေမှာပြဋ္ဌာန်းထားတာရှိတယ်နော်ဘုံဘုံတို့ဟောထားတာလည်းပဲအခြေတုံဟောထားတာရှိတယ်လောဘသဘောနဲ့ကောင်းမှုအကျိုးဆိုတဲ့ခေါင်းစဉ်လေးနဲ့ဟောတာအဲ့ဒါလေးကိုအချင်းချုပ်လေးပြောပြမယ်ဟုတ်လားအဲ့ဒီဇတ်တော်လေးရဲ့အဓိကရည်ရွယ်ချက်ကမြတ်စွာဘုရားဟောတာကကောင်းမှုဟာအလွန်အကျိုးရှိတယ်ဆိုတာလေးကိုပြောခြင်းလို့ဟောထားတာဒါပေမဲ့အဲ့ဒီဇတ်လန်းလေးကကိုတွေးတောတတ်မယ်စဉ်းစားတတ်မယ်ဆိုလို့ရှိရင်မြင်စရာတွေသိစရာတွေအများကြီးပါတယ်ဟုတ်လားရှုတော်မျိုးမျိုးကနေမြင်လို့ရတယ်တခုတော့ဘာတော့ကဇလန်းလေးကိုနည်းနည်းလေးအချင်းချုပ်ပြီးတော့စပြောရရင်
ဦးဇင်းတို့ဘုရားလောင်းကအလွန်ဆင်းရဲတဲ့ဆင်းရဲသားတယောက်တတိကြီးတယောက်ရဲ့အိမ်မှာအစပြီးတော့အလုတ်ဝင်လုပ်တယ်အဲ့ဒီတတိကြီးကသူတော်ကောင်းကြီးပဲနော်သူ့အိမ်မှာအလုတ်လုပ်ကြတဲ့လူတွေအိမ်သူအိမ်သားတွေအကုန်လုံးကိုဘာလို့တော့ဆိုဥပုံနေဆိုရင်ဥပုံဆောင်ရတယ်မဆောင်လို့မရအဲ့ဒီဘုရားလောင်းဆင်းရဲသားကလာပြီးတော့အလုတ်လုပ်ခါစားဆိုတော့ဥပုံနေဥပုံဆောင်ရတယ်လို့သူကမသိဘူးအဲ့ဒါဥပုံနေသူကခါတိုင်းလိုပဲအလုတ်တွေလုပ်တယ်နော်သူများတကာကအမနဲ့ကင်းစားတောက်ပြီးတော့နေ့လေကျတော့ဘာမှမလုပ်တော့ဘူးသူကအလုတ်တွေလုပ်ထားတယ်ဒီမှာဘာလို့တင်တို့မလုပ်ကြတော့တာတော့ဆိုတို့ဥပုံဆောင်နေဟာဥပုံဆောင်တာကဘာတော့ပြောပြတာဥပုံဆောင်နေဆိုတာဘယ်လိုညတာမစားရဘူးဟောအဲ့လိုပြောလိုက်တဲ့အခါကျတော့အဲ့လိုဆိုရင်ငါလည်းနိတ္တဝက်ဥပုံဆောင်မယ်ပေါ့နော်ဒါပေမဲ့ तू မနေ့ကဘာမှစားထားတာမရှိဘူး तू သိရတဲ့အချိန်ကျတော့နေမောကတဲ့နေပြီညနေစားလို့မရတော့ဘူးဒါပေမဲ့ तू ကကုသိုလ်ကိုမြတ်နိုးတယ်ဒါအကောင်းတဲ့အလုပ်လို့တထေးကြီးပုံမှာလည်းယုံကြည်တယ်အဲ့ဒါကြောင့်မလို့ငါကောင်းတာကိုလုပ်မယ်ဆိုပြီးတော့ညတာမစားတော့တော့ညအိပ်ပြီဆိုတော့တနေ့ကအလုပ်ကလည်းလုပ်ထားတယ်အစားကလည်းစားထားတာမရှိဘူးနောက်ထပ်လည်းဘာမှမစားဘူးဆိုတော့လေထလာတယ်တဲ့ထလာပြီးတော့အဲ့ဒါညမှာအကြီးကြီးဖောက်ပြန်တယ်ပေါ့ခန္ဓာကိုယ်ကအဲ့မှာယောဂဗျာအကြီးကြီးနှိမ့်ဆက်တော့အထူးသဖြင့်လေထတာပေါ့နော်အဲ့ဒါနဲ့တတိကြီးသိတဲ့အခါကျတော့အော်ဒီစင်ရတာဘလို့ကုပေးရမှာတော့နော်သူ့ကိုစတုမတူတွေဘာတွေကျွေးရအောင်သူကမစားဘူးဒီလိုနဲ့ပဲနေရင်းနဲ့မနဲ့လင်းတဲ့အခါကျတော့သူ့ကိုတေတော့မှာပဲကုမရတော့ဘူးဆိုတာကိုသိတဲ့အတွက်ကြောင့်အိမ်ရဲ့အပြင်ဘက်လေးမှာတတလေးထုတ်ထားတာမသေးသေးဘူးအဲ့ဒီအချိန်မှာဒီဗာရဏသီပြည်ကိုစိုးရတဲ့ဘုရင်ကတိုင်းပြည်ကိုလှည့်တယ်အဲ့ဒါကိုသူမြင်တယ်သေအံစဲစဲအခါလေးမှာသူ့မှာလည်းပဲဒီကုသိုလ်ကစိတ်ထဲမှာစွဲနေတယ်နေတဝက်ဆောင်ထားတဲ့ဥပုပ်ပေါ့နော်အော်ရှင်မင်းကြီးမြန်ဆင်ပြေလိုက်တာဟုတ်လိုက်တာဟောအားကြတဲ့စိတ်ကလေးဖြစ်တယ်အဲ့ဒါနဲ့သေသွားရောအဲ့ဒါရှင်မင်းရဲ့အိမ်မှာသွားပြီးတော့လူဖြစ်တယ်ဟုတ်လားအဲ့ဒါလူဖြစ်တော့သူကဇာတိတရဉာဏ်ရတယ်ငါဘယ်ဘဝလာတာသူကသိတဲ့ခါကျတော့အော်စရာကောင်းလိုက်တာနိတဝက်ဥပုပ်ကိုတိတ်ပြီးတော့နားမလဲပဲနဲ့စောင့်ရတာတော့ဒီလိုအကျိုးရှိတယ်ဒါလေးကိုအမြဲတမ်းဥဒန်းကျူတယ်ကုသိုလ်ကနည်းနည်းလေးပြီမလို့အစွမ်းတတ္တိအရင်ကြီးတာပဲဒီစကားလေးကိုပြောတယ်ဘာကြောင့်ဒီလိုပြောတယ်ဒီအဓိပ္ပာယ်ကိုဘာဆိုတာဘယ်သူမှမသိဘူးဘယ်သူမှလည်းသူကအကျေမပြောဘူးအဲ့ဒါမိဖုရားကြီးကအရင်သိကျင်တယ်သူရှင်မင်းဖြစ်လာတဲ့အခါမိဖုရားရှိတာ哦ဒီစကားရဲ့အဓိပ္ပာယ်ကိုပြောတော့မှာဘာကြောင့်ဒီစကားလေးထပ်ထပ်ပြောနေရတာတော့မပြောဘူးဘုရင်ကြီးကအဲ့ဒါအရင်သိကျင်တယ်အရင်သိကျင်တယ်မပြောဘူးဟုတ်လားအဲ့လိုနဲ့ဦးဇင်းတို့ဈာတဲ့ကဇလန်းလေးတစ်ခုကဝင်လာတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီမြို့မှာသူရှင်မင်းဖြစ်ပြီဆိုတော့အလွန်ဆင်းရဲတဲ့ရေထမ်းပြီးတော့ရောင်းစားရတယ်ဆင်းရဲသားတွေများရှိတယ်ဒါဒီနေ့တော့ပွဲလာတဲ့ပင်ကျုံတဲ့အခါကျတော့နော်သူမိန်းမကနော်အဝယ်စားကောင်းကောင်းလေးဝယ်ဖို့ပူစားတဲ့အခါပတ်စံမရှိဘူးမလုပ်ပါအောင်ဆိုတော့စဉ်းစားပါအောင်ဆိုတော့ဟိုတုန်းကသူမြို့ရဲ့သူတို့ခုနေတာကမြို့ရဲ့တောင်ဘက်မှာဆိုရင်ဟိုတုန်းကမြို့ရဲ့မြောက်ဘက်မှာရေထမ်းပြီးတော့ရောင်းခဲ့တယ်အဲ့ဒါတကားတိုင်းကြားလေးတွေကဥခဲကြားလေးထဲမှာနော်အရှန်တပဲသူထားတိမ့်ထားတာရှိတယ်ငါအဲ့ဒါလေးတော့ရှိတယ်အဝေးကြီးပဲခကြီးကနေရာလည်းအရင်ပူတယ်အဲ့ဒီပတ်စံလေးတပဲကိုသွားပြီးတော့ယူရမှာအဲ့ဒါကိုသူကဝမ်းသာတယ်ပျော်ရွှင်တယ်နော်သူမိန်းမနဲ့ကြည်ကြည်နူးနူးနေရမယ်ဆိုတော့ဒီပတ်စံကိုသွားပြီးတော့ယူတာနေကူထဲမှာစောင်းစရာပါဖို့စီးစရာဖဏန်းပါဘူးအဲ့ဒါနန်းတော်ရဲ့ပြင်ဘက်ကလမ်းနဲ့နေကူထဲကိုဖျက်လျှောက်တယ်အဲ့ဒါကိုဘုရားလောင်းကမြင်တော့ဦးဇင်းထင်ပါတယ်သူတို့ကပါရမီဖြည့်ဘက်လည်းဖြစ်တယ်ဘဝကနော်နီးစက်ခဲ့တဲ့အနေထားရှိတော့မြင်တာနဲ့မေတ္တာတက်ဝင်တဲ့သဘောရှိတယ်။ဒီလိုကြည်စမ်းပါဆင်းရဲလိုက်တာအရင်လည်းတနာသွားတယ်။အဲ့ဒါနဲ့မင်းကြီးတွေကိုခေါ်ခိုင်းတယ်။ရောက်လာပြီဆိုတဲ့အခါကျတော့ဒီလောက်နေပူကြီးထဲမှာတချင်းတကြော်ကြော်နဲ့ပျော်ရွှင်ပြီးတော့သွားတာဗကိစ္စနဲ့သွားတယ်။တကားမုတ်ကိုသွားပြီးတော့ပတ်စံတပည့်သွားယူမလို့အကျိုးအကြောင်းပြောပြတယ်။နေပူလုံးနေတဲ့မသွားပါနဲ့ငါပေးမယ်ပေါ့။တင်ပတ်စံတပည့်မကောက်နှစ်ပဲပေးမယ်မသွားနဲ့။အဲ့လိုပြောတဲ့အခါကျတော့ဘာပြောတော့ပေးတယ်လို့သိပါတယ်။တင်းကြီးပေးတဲ့နှစ်ပဲလည်းယူမယ်။အဲ့ဒီတပဲလည်းသူသွားပြီးတော့ယူမယ်။အဲ့လိုဆိုလို့ရှိရင်ငါ၄ပဲပေးမယ်မင်းသွားမယူနဲ့။အဲ့၄ပဲလည်းယူမယ်နောက်တပဲလည်းသူမထားခဲ့နိုင်ဘူးသွားယူမယ်။နောက်တစ်ချက်ပေးတယ်မရဘူး။နှစ်ချက်ပေးတယ်မရဘူး။နှစ်ချက်ပေးလည်းနှစ်ချက်လည်းယူမယ်ဟိုတပဲလည်းသူမစွန့်ဘူး။ဟုတ်လား။အဲ့လိုနဲ့100 1000တစင်းချင်းတက်ပြီးတော့ပေးတာဒါအကြောင်းမဲ့ပေးတာမဟုတ်ဘူး။ဒါဥစဉ်အမြင်ပေါ့နော်။ဒါသူ့စိတ်ထဲမှာပေးလို့တဲ့စိတ်ရှိလို့မေတ္တာဓာတ်ခံသူတို့ချင်းဆက်သွယ်မှုရှိမယ်လို့ဦးဇင်းထင်တယ်ဟုတ်လားအောက်ဆုံးတော့သူကဘယ်ထိပေးတော့ဆိုတော့တိုင်းပြည်ရဲ့တဝက်ပေးမယ်အတူတူအုပ်ချုပ်မယ်သွားမယူနဲ့လောက်ထိမေတ္တာရှိတယ်အဲ့ကြတော့သူကကောင်းပြီသွားမယူတော့ဘူးပေါ့နော်အတ္တမတကမင်းရှူပြီးတော့
အတူတူအုပ်ချုပ်တာဒါပေမဲ့အဲ့ဒါ तू အတ္တမတကမင်းဖြစ်ပြီးတော့အခမ်းအနားနဲ့သွားပြီးတော့အဲ့ဒီတပည့်ကိုသွားယူတယ်ဟုတ်လားနော်ဒါကြောင့် तू ရေတယ်ပြက်ဆက်ကိုအဲ့လိုရေးတာ तू ရှင်းရတဲ့အကြောင်းနဲ့နော်အဲ့ဒီမှာလူတွေကအများစုကဒီပုံမြင်လေးဒီပုံမြင်တော့မဟုတ်ဘူးဒီဇက်တော်နော်ဒီလောက်ပဲများသောဖြင့်မှတ်ထားကြတာအမှန်က तू ကအလွန်ဆန်းတယ်ဒီဇက်လန်းလေးကအဲ့ဒါ तू ကပြောတာလဲ तू ကပညာရှိတယ်နော်ဒီလောက်နေပူးနေတာကြီးကိုမင်းပါဘူးလို့မပူမမြင်သွားနေတာတုံးလို့မေးတာပြီးတော့ငါစိတ်ထဲမှာကာမအပူရှိတယ်တဲ့အလိုဆန္ဒကဒီအပူထက်ပိုပြီးတော့ပြင်းတယ်तू ကအဲ့လိုပြောပညာပါတယ်နော်ဒီရေတွေကဟုတ်လားသူ့မှာဘာရှိတော့ကာမအပူရှိတယ်တဲ့အလိုဆန္ဒရမက်ကအဲ့ဒီမိတော့ကငါခြေဝါးမှာပူနေတဲ့ပူပေါ်အနေမင်းကြီးကပူတဲ့ပူအဲ့ဒီအပူတွေတဲ့ပူတော့ပြင်းနေတယ်အဲ့ဒီအပူကပိုးပြင်းတဲ့အတွက်ကြောင့်ပြမကပူကငါအတွက်သိပြီးတော့မထင်ရှားဘူးတဲ့ဒါတော်တော်အဓိပ္ပာယ်ရှိရလို့ဆိုနိုင်တယ်နော်အဘိညာလည်းသဘောကျတယ်ဟုတ်တာပဲအဲ့ဒါမလို့ဒီစုတွေလက်တွေအများကြီးပေးတာအဲ့ဒါနဲ့နောက်တော့အရန်ရင်းနှီးပြီးတော့တိုင်းပြည်ကိုတူတူအုပ်ချုပ်ရင်းနဲ့နေလာကြအဘိညာလည်းအရန်ယုံကြည်တော့တနေ့တော့ဥယျာဉ်ထဲမှာသူ့ရဲ့ပေါင်ပေါ်မှာဘိညာအိတ်တဲ့အခါကျတော့ဒီအတ္တမတကမင်းရေတရားဖြစ်လာတဲ့ဘိညာပေါ့နော်သူကရှင်အနန္ဒာအလောင်းမဲ့လေအဲ့ဒါသူကဘာလုပ်လဲဆိုတော့ဒီဘိညာကိုငါတတ်ပြီးတော့ဒီတိုင်းပြည်ကိုငါတယောက်တည်းအုပ်ချုပ်မယ်အဲ့လိုရှင်းလာတာအဲ့ဒါနဲ့တန်လေးရဆွဲပြီးတော့ဘိညာကိုတတ်မယ်ဟာမတက်တော့ဘူးဒါငါရဲ့ကျေးဇူးရှင်ပေါ့ငါရေထမ်းရောက်နေရတဲ့ဘဝနဲ့ခုလိုရှင်ပင်ဖြစ်အောင်သူပေးထားတာပေါ့အဲ့သူတော်တော်ဆက်ဆုပ်သွားတယ်ဒါပေမဲ့ခဏနေတော့မရဘူးလောဘကတက်လာပြန်တယ်တတ်မယ်ပေါ့အဲ့လိုအခြေချဖြစ်လာတော့သုံးချိန်မြောက်ကြတော့သူ့ကိုယ်သူအလွန်ကိုပဲယွန့်ရှာသွားတယ်ဒီလောဘကိုလည်းသူတော်တော်ကြီးကိုပဲမြင်သွားတယ်ဩဆိုးလိုက်တာပေါ့အဲ့ဒါနဲ့ဘင်းကြီးကိုနှိုးပြီးတော့အတင်းဝှချတယ်ဟာဘာလို့ဝှချရလဲဘင်းကြီးကိုတတ်မလို့လုပ်တာ3ချိန်တောင်ရှိပြီတဲ့ဟာဘာလို့ဖြစ်ဘာလို့တတ်ချင်တာတော့သူတယောက်တည်းရှင်မင်းလုပ်မယ်အဲ့လိုဆိုမင်းလုပ်လေငါအိမ်ရှင်မင်းလုပ်မယ်တဲ့ဟိုကလည်းဘလောက်ကောင်းတာတော့သိလားမင်းလုပ်ပါတဲ့ငါအိမ်ရှင်မင်းလုပ်မယ်အဲ့ဒီကြတော့မှပူပြီးတော့ယူယုံမရဖြစ်သွားပုံရတယ်လို့ဦးစင်းထင်တယ်နော်အဲ့ဒါနဲ့ဘာလို့တုံးဆိုမင်းကြီးတဲ့တော်ပြီတဲ့ဒီလောဘမထိန်နိုင်မသိနိုင်လို့ရှိရင်ဘယ်ထိရောက်သွားမယ်ဆိုတာမှန်းလို့တော့မရဘူးတဲ့ဟောမကောင်းမှုမြင်တာနော်အဲ့တော့ဘာလို့တုံးဆိုတော့ဒီစည်းတွေအကုန်လုံးစွန့်ပြီးတော့ရသေးဝတ်သွားတာစွန့်သွားတာနော်အကုန်လုံးဘာလို့မြင်လို့စွန့်သွားတာလောဘအောင်မြင်လို့စွန့်သွားတာနော်ဒီလောဘကိုမြင်လို့စွန့်သွားတာဟုတ်လားဒီလောဘကမလုတ်တဲ့မလုတ်ထိုက်တာကိုလုတ်ဖို့တိုက်တွန်းတယ်မပြောတဲ့မပြောထိုက်တာကိုပြောဖို့တိုက်တွန်းတယ်မကြံစီထိုက်တာကိုကြံစီဖို့တိုက်တွန်းတယ်ဒါပဲလေ तू ကလုံနေတာဟုတ်တယ်မဟုတ်လားလောဘဒေါသမောဟပဲဟုတ်လားအဲ့တော့ तू အများကြီးအခြေတင်ဝင်ဘာဖြစ်သွားတော့မြင်သွားတယ်မြင်သွားတဲ့အတွက်ကြောင့်တော်တော်လေးစိတ်ကုံသွားမှာပေါ့ဘယ်လိုစိတ်ကုံဆိုသူ့ကိုယ်သူစိတ်ကုံတယ်တဲ့ပြောရင်ကိလေသာကိုစိတ်ကုံသွားတဲ့သဘောပဲအဲ့ဒါကြောင့်မလို့တိုင်းပြည်စီးစိမ်ကုံစွန့်ပြီးတော့သူရသေးဖို့တော့တားလို့တောင်မရဟုတ်လားဒါကဒီပင်ကြီးလက်ထက်မှာဖြစ်တဲ့အကြောင်းအရာတစ်ခုတော့စောစောကဒီဇက်တော်ရဲ့နာမည်ကခင်္ဂမလာဇက်နော်ခင်္ဂမလာကမလာသေးဘူးသူကခင်္ဂမလာကဘယ်လိုလဲဆိုတော့ဘင်ကြီးရဲ့စံမုတ်စိတ်ကိုပြုပြင်ပေးရတဲ့ဆက်တာပဲသူ့ရဲ့နာမည်ကခင်္ဂမလာအဲ့ဒါသူကဘင်ကြီးရဲ့စံမုတ်စိတ်ကိုပြင်ပေးလို့ရှိရင်အရင်ဓာတ်နဲ့ရိပ်ပြီးတော့မှကြမ်းတာတွေကိုသူကမွေးညက်နဲ့နှုတ်တယ်အဲ့တော့နာတာပေါ့အပိသက်နာတဲ့အခါကျတော့ဘင်ကြီးကမိဖုရားကြီးကိုပြောတယ်ဘင်ကြီးကစိတ်ကောင်းနှလုံးကောင်းရှိတယ်ဖရားလောင်းဟုတ်လားမိဖုရားကြီးကိုဗာပြောဆိုဒီကောင်တော်တော်ညံ့တဲ့ကောင်ပဲငါ့ကိုအရင်ရိပ်ပြီးမှနောက်မှနှုတ်တယ်နာလိုက်တာငါအဲ့လိုနာလို့ရှိရင်ဒီကောင်ခေါင်းကငါတန်လဲနဲ့ကိုဖျက်ချင်တယ်လို့ပြောတာအဲ့ဒါနဲ့မိဖုရားကအဲ့ဒီခင်္ဂမလာကိုတူတူခေါ်ပြီးတော့မင်းအဲ့လိုမလုံးနဲ့နော်ဝိညာဉ်နဲ့အရင်နှုတ်ပြီးကျန်တာကမှဓာတ်နဲ့ရိပ်အဲ့ဒါဆိုလို့ရှိရင်မင်းကိုဘင်ကြီးကသဘောကျလိုက်သဘောကျလို့ရှိရင်မင်းကိုဆုပေးလိုက်ငါအသက်သိတယ်အဲ့လိုဆုပေးလို့ရှိရင်မင်းဒီပညာကိုမယူနဲ့နော်ဘုရင်ကြီးအမြဲတမ်းဥဒန်းကျူးကျူးနေတဲ့ကောင်းမှုလေးနည်းနည်းလေးကဒီလောက်ကြီးအကျိုးရှိတာများအံ့ဩစရာလို့ဥဒန်းကျူးခြင်းရဲ့အတိပ္ပယ်ကိုမမေးအဲ့ဒီဆုကိုပဲမင်းယူလို့ပြောတယ်အဲ့ဒါနဲ့ခင်္ဂမလာကမိဖုရားကြီးသင်ပေးတဲ့အတိုင်းစံမိုးစိတ်ကိုအဲ့လိုပြုပြင်ပေးတာပေါ့နော်ထင်တဲ့အတိုင်းပဲမိဖုရားကြီးပြောတဲ့အတိုင်းပဲဘုရင်ကြီးကသဘောကျပြီးတော့သူ့ကိုဆုပေးတယ်ကြိုက်တဲ့ဆုတောင်းအဲ့တော့ဒီပညာမရခြင်းဘူးတဲ့အဲ့ဒီဘုရင်ကြီးဥဒန်းကျူးနေတဲ့စကားရဲ့အတိပ္ပယ်ကိုပဲသိကျင်တယ်အဲ့ဒါကိုပြောပါမိဖုရားရဲ့လက်ချက်နော်အဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကြီးကနော်မင်းတို့ရဲ့စကားဆိုတော့ပြန်ပြီးတော့နှုတ်လို့မရဘူးပေါ့နော်အဲ့ဒါနဲ့သူဂရိတည်တယ်ဘာလို့တော့ဆိုပြောပြအဲ့လိုဆိုမင်းတယောက်ထက်ပြောငါအားလုံးကိုပြောပြအဲ့ဒါနဲ့သူ့ရဲ့နောက်ဘဝကအကြောင်းကိုပြောပြတာ
နောက်အရင်ဘဝကနေတဲ့ဝဲစောင်းခဲ့တဲ့ဥပုပ်ရဲ့စွန့်ရည်တက်တဲ့ကြောင့်သူရှင်ပင်ဖြစ်ခဲ့ရတယ်ဆိုတဲ့အကြောင်းအကုန်လုံးကိုပြောပြတယ်အဲ့ဒီကြတော့မှနေပြားကြီးလည်းရှင်းသွားတယ်တိုင်းသူပြည်သားတွေလည်းရှင်းသွားတယ်ဒါပေမဲ့ပိုးပြီးတော့ရှင်းသွားတဲ့လူကဘယ်သူလဲဆိုတော့အဲ့ဒီခင်ကားမှလာသူကဘာကိုမြင်သွားတာတော့ကုသိုလ်ကောင်းမှုရဲ့စွန့်ရည်တက်တဲ့ကိုမြင်တာဒီလောက်ကလေးလှုပ်တာတောင်ဒီလိုကောင်းကျိုးကိုဖြစ်စေတယ်ဆိုလို့ရှိရင်ငါအများကြီးလှုပ်လို့ရှိရင်အများကြီးရမယ်အဲ့ဒါဘင်းကြီးကသူ့ကိုရွာသားစုတွေဘာတွေအများကြီးပေးတာနော်အကုန်လုံးစွန့်ပြီးတော့သူကဘာဖြစ်သွားသူကလည်းရည်တည်ဝက်သွားတယ်နှစ်ယောက်ရှိရင်နော်စောစောကဝက်သွားတဲ့လူကပါမြင်လို့ဝက်သွားတာလောဘကိုမြင်လို့ဝက်သွားတာဟုတ်လားအခုမြင်တဲ့လူကဘာမြင်တာတော့ခုဝက်တဲ့လူကကောင်းမှုရဲ့ကျိုးကိုမြင်တာနော်ဟုတ်လားအဲ့ဒါသူကြတော့ပါရမီလဲပါလာတာပေါ့လေပြည့်စေကဗောဓိဉာဏ်ကိုရတယ်ဟောကတော့ရှင်အနန္ဒလောင်းဆိုတော့ရိုးရိုးစံပင်ဉာဏ်လောက်ပဲရမယ်ပေါ့နော်သူကတော့ပြည့်စေကဗောဓိဉာဏ်ရပြီးတော့ပြည့်စေကဗုဒ္ဓဖြစ်တယ်အဲ့ဒါနောက်တစ်ချိန်မှာဘုရင်ကြီးကိုလာပြီးတော့တရားဟောသေးတယ်အဲ့ဒီဇတ်တော်ထဲမှာအဲ့ဒါသူ့ရဲ့သားကိုနာမည်တက်ပြီးတော့ခေါ်ရပါမလားဆိုပြီးတော့ဘုရင်ရဲ့မေတော်ကနောက်တစ်ချိန်တုန်းကငါသားရဲ့ဆံဖို့စိတ်ကိုပြင်ပေးရတဲ့စတ္တတွေကများရာရာစသဆိုပြီးတော့ပြည့်စေကဗုဒ္ဓရှင်မြတ်ကိုပြင်မာလို့ဘုရင်ကြီးကတရားဟောရတာတွေလည်းပါသေးတယ်ပေါ့ဒါပြောချင်တာကအဲ့ဒီဇတ်တော်ဟာဘာကိုဆိုလိုတာလဲဆိုတာလေမြတ်စွာဘုရားဘာကိုရည်ညွှန်းပြီးတော့အဓိကသိစီလို့ဟောတာလေကောင်းမှုရဲ့အကျိုးကျေးဇူးကိုသိသိခြင်းလို့ဟောတာဟုတ်ရဲ့လားအဲ့တော့ဘုံဘုံတို့ကဒီအဲ့တော့ဘုံဘုံတို့ပေတပေါင်းသူတော်ကောင်းတို့ဒါအချိန်လဲစေနေပြီဟုတ်လားအဲ့တော့ဒီကနေ့ကုသိုလ်ကောင်းမှုကိုဘယ်ပုံပဲနည်းပြုရမလဲဆိုတဲ့ဟာတော့မပါဘူးဖြစ်သွားတယ်ပေါ့နော်ကောင်းမှုရဲ့စွန့်ရည်တတ်တင်းနဲ့ကောင်းမှုရဲ့အကျိုးကိုမြင်လို့ရှိရင်ဘာတွေဖြစ်နိုင်တယ်လဲဆိုတာလေးကိုတွေးဖို့ပဲပြောဖြစ်သွားတယ်ပေါ့ကောင်းမှုတွေထဲမှာလည်းပဲစောစောကပြောခဲ့တဲ့ရွှေကြီးလေးလုံးဒါနရဲ့သီလရဲ့သမာဓိရဲ့ပညာရဲ့အဲ့ဒါတွေဟာတစ်မျိုးထက်တစ်မျိုးဒီပို၍တန်ဖိုးကြီးတယ်ပို၍စွန့်ရည်တတိထက်မြက်တယ်ဆိုတာကိုလည်းပဲစွဲနေအောင်မှတ်ကြရမယ်ပေါ့ဟုတ်လားဘယ်ကုသိုလ်ကအထုထိတ်မှနေမလဲဆိုရင်ပညာပေါ့နော်နောက်ဆုံးဒုက္ခကိုတကယ်ချုပ်ပေးစေနိုင်မဲ့ဆင်းရဲကိုတကယ်ဏီကုန်းချုပ်ပေးစေနိုင်တဲ့စွန့်ရည်တတိကပညာမှာပဲရှိတာဟုတ်လားဒါကြောင့်ပညာကုသိုလ်ကိုရအောင်ကြိုးစားရမယ်ပေါ့နော်ပညာဆိုတာဘာလဲဆိုတာလည်းပဲပညာတိုင်းဦးဇင်းတို့ပြောပြပါတယ်ဟုတ်လားနှစ်ချုပ်ပြောရရင်ကိုယ့်ဘဝကိုယ့်ခန္ဓာရဲ့အကြောင်းကိုသိမြင်နားလည်အောင်ကြိုးစားအထောက်တာပညာပါပဲ။နော်အဲ့ဒါလိုလုပ်နေတာကိုကစအမြင်မာဆုံးကုသိုလ်ကိုလုပ်နေတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်။ဒါကြောင့်ဆက်ပြီးတော့ကိုယ့်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်ကြိုးစားအထောက်တဲ့အလုပ်ဖြစ်တဲ့နောက်တမာတိပညာဘာဝနာလုပ်ငန်းကိုစီပြန်ကြရအောင်နော်။ဟယ်လိုမိမိတို့ကြိုးစားအထုံးနေရတဲ့အတိုင်းအထုံးနိုင်ပါပြီညလွှာလေးတွေချပြီးတော့ဘုရားရဟန္တာရိယသူတော်ကောင်းကြီးများတန်ဖိုးထားတဲ့မြတ်နိုးတဲ့ဒီလည်းပဲအကျိုးကျေးဇူးကြီးမားတဲ့ကောင်းမှုလုပ်ငန်းကိုလုပ်ရတော့မယ်ဆိုတဲ့စိတ်နဲ့ဝမ်းမြောက်ဝမ်းသာချမ်းချမ်းသာသာအထောက်ပါမိမိတို့အစဉ်ပြေတဲ့နည်းနဲ့အထောက်လို့ရပါတယ်အကျဉ်းများဖြင့်တော့နှမျိုးလို့ဆိုနိုင်မယ်ပေါ့ဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့ထိမှုကိုတလက်ဆက်သိနေအောင်ကြိုးစားတဲ့နည်းနဲ့လည်းပဲအထောက်နိုင်တယ်ဝင်လေထွက်လေကြောင့်ဖြစ်တဲ့ထိမှုကသိမထင်ရှားရာတဘာဝတရားကိုပဲသတိထားပြီးတော့တလက်ဆက်သိနေအောင်ကြိုးစားအထောက်မယ်ဆိုရင်လည်းအထောက်လို့ရပါတယ်အစဉ်ပြေသလိုအထောက်ပါအဓိကကတော့ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိနေဖို့ပါဒီခန္ဓာမှာဖြစ်နေတာတွေကိုဖြစ်နေတဲ့အတိုင်းသိနေဖို့ပါညလွှာချထားတဲ့အတွက်ကြောင့်မြင်မှုကတော့မဖြစ်ဘူးပေါ့နာခေါင်းထဲမှာလည်းပဲအနှံ့ရလို့ထူးထူးခြားခြားကြီးမသိနိုင်ဘူးမထင်ရှားဘူးပေါ့ဖြစ်တော့ဖြစ်နိုင်တယ်ပေါ့လျှာပေါ်မှာအရာသာလည်းပဲသိပြီးတော့ထင်ရှားနိုင်ဘူးမြင်မှုရဲ့အနံ့ရမှုရဲ့အရာသာသိမှုရဲ့သုံးခုမထင်ရှားတဲ့အတွက်ကြောင့်ဉာဏ်ပါရှိမယ်လေအတန်ကြားမှုရှိမယ်
တွေ့ထိမှုတွေရှိမယ်ခန္ဓာကိုယ်အင်္ဂါအစိပ်ပိုင်းချင်းတွေ့ထိမှုခန္ဓာကိုယ်အောက်ပိုင်းနဲ့အောက်ကချမ်းမြေနဲ့တွေ့ထိမှုဝင်သက်ထွက်တဲ့ကြောင့်ခန္ဓာကိုယ်ရဲ့လှုပ်ရှားနေမှုဝင်လေထွက်လေကြောင့်ခန္ဓာကိုယ်မှာပြောင်းလဲနေမှုဒီထိမှုသဘောတွေကိုနားလည်အောင်ကြိုးစားပါပြီးတော့ဘာရှိမလဲဘာဖြစ်မလဲအတွေးတွေရှိမယ်စိတ်ကူးတွေရှိမယ်တော့လောလောဆယ်ထင်ရှားရကိုပရိထားပြီးတော့ကြိုးစားမယ်ဆိုတဲ့ပုံကိုယ်တွေအနေနဲ့ကြားမှုရဲ့ထိမှုရဲ့တွေးမှုရဲ့ဒီသုံးခုပဲထင်ရှားနိုင်တယ်အဲ့ဒါကိုထင်ရှားရကိုဖြစ်နေတဲ့အတိုင်းလေးသိနေအောင်ကြိုးစားပါအဲ့ဒါတွေကထွေလီကာလီတွေများလာတယ်ဝင်လေထွက်လေကြောင့်ဖြစ်တဲ့ထိမှုကိုပဲဝိပုစတော်ဘုရားကြီးသင်ပြတဲ့နေ့တိုင်းငါကြိုးစားတော့မယ်ဆိုရင်လည်းပဲဝင်သက်ထွက်တဲ့ကြောင့်ဖြစ်ပေါ်နေတဲ့ထိမှုကိုတလဇက်သိနေအောင်ကြိုးစားပါဘယ်လိုပဲလှုပ်ဖြစ်နေဖို့ကအဓိကပါတန်ဖိုးခြင်းအတူတူပါပဲကိုယ်ခန္ဓာရဲ့အကြောင်းကိုယ်ဘဝရဲ့အကြောင်းကိုအမှန်အတိုင်းသိအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ကြရတာဘဝရဲ့အကြောင်းကိုအမှန်မသိလို့ဘဝရဲ့ပုံမှာအမြင်မှားပြီးတော့ဘဝရဲ့ပုံမှာဆွေးလန်းမဲ့မုံမှုတွေဖြစ်ကြတာဆွေးလန်းမဲ့မုံမှုကြောင့်ဒုက္ခအမျိုးမျိုးရောက်ကြရတာဒါကြောင့်ဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကိုအမှန်သိအောင်ကြိုးစားကြရတာဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိနေအောင်ကြိုးစားပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိနေအောင်ကြိုးစားပါမြတ်စွာဘုရားအလွန်တန်ဖိုးထားတဲ့အလုပ်ပါဒီအလုပ်ရဲ့တန်ဖိုးကိုအတိဆုံးအမြင့်ဆုံးဖြစ်တဲ့မြတ်စွာဘုရားတန်ဖိုးထားတဲ့အလုပ်ပါဒါကြောင့်တည်တည်ချာချာလေးလေးစားစားလုပ်ပါပုံတော်ကြောမလုပ်ပါနဲ့ပေါ်ပေါ်တန်တန်မလုပ်ပါနဲ့ဒီအချိန်တိုလေးတွင်မှာဘာမှမဖြစ်နိုင်ဘူးလို့ကောင်းမှုကိုအထင်မသေးပါနဲ့မာဝမေညေတပုညတနာဂမအာဂမေတ္တိကောင်းမှုကိုအထင်မသေးရဘူးမာဝမေညေတပုညတနာမတအာဂမေတ္တိကောင်းမှုရဲ့အကျိုးပေးဟာရောက်မလာနိုင်ဘူးလို့ကောင်းမှုကိုအထင်မသေးရဘူးဒီတော့ပုရတိပုညတထောကံပြီးအာစီနာနည်းနည်းလုံရင်းနဲ့ဉာဏ်ရှိတဲ့လူဟာကောင်းမှုနဲ့ပြည့်တယ်တဇမိတ်ကကြာလာတဲ့မူရီမိုးပေါ်ဟာအနည်းငယ်များဖြစ်ပေမဲ့လို့ကြာလာတော့အိုးပြေတာပဲဒါကြောင့်အကြောင်းတွေစုံနေတော့လုခွင့်ကြုံနေတော့မှတိတိရောက်ရောက်ဖြစ်အောင်လုပ်ပါဘောဘောတန်တန်လုပ်တဲ့ကိုလားလေးလေးစားစားလုပ်တဲ့ကိုလားယုံကြည်မှုနဲ့လုပ်တဲ့ကိုလားခပ်ပေါ်ပေါ်လုပ်တဲ့ကိုလားဒီလုပ်ရဲ့တန်ဖိုးကိုယုံကြည်တဲ့တရားထက်တန်တန်ထားပြီးတော့လုပ်ပါဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိအောင်လုပ်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိအောင်လုပ်ပါ
စိတ်တွေပြမဲ့လျှောက်တွေးလို့စိတ်မဖြစ်ပါနဲ့ဒါသူရဲ့တဘာဝပါကိုကတော့ထပ်ပြီးတော့ကြိုးစားဖို့ပဲရှိတယ်ဒီလိုပဲလုပ်ကြရတာထိမှုသဘောကိုအသေးစိတ်သိအောင်ကြိုးစားပါဝင်လေထွက်လေကြောင့်ဖြစ်တဲ့ထိမှုဟာတစ်ခုပြီးတစ်ခုအစဉ်ဆက်မပြတ်ဖြစ်ပေါ်သွားတယ်ဆိုတာကိုအမြင်ရှင်းအောင်လုပ်ပါတဘာဝတရားတွေဟာအသစ်အသစ်ဒလဇက်ထပ်ထပ်ဖြစ်နေတယ်ဖြစ်တိုင်းဖြစ်တိုင်းသိနေအောင်လုပ်ပါဖြစ်နေတဲ့အတိုင်းလေးသိအောင်လုပ်ပါဘယ်လိုက်မှုမရှိရပါဘူးဖြစ်ဆက်ချက်တွေမလို့ရပါဘူးလုပ်ပယ်ချက်တွေမလို့ရပါဘူးဖြစ်နေတဲ့အတိုင်းသိနေအောင်ကြိုးစားပါသိပြီးရင်ထားခဲ့ပါနောက်ထပ်သိစရာကအရန်တဲ့ဒလဇက်ဖြစ်နေတာရှိတယ်သိပြီးသားကိုပြန်တွေးမနေပါနဲ့မဖြစ်သေးတာကိုလည်းကြိုးပြီးတော့မတွေးပါနဲ့ဖြစ်စေအခိုက်တန့်နေမှာတတ်နိုင်နေမြအံဝင်ခွင့်ကြသိနေအောင်လုပ်ပါဝင်လေဝင်နိုင်ထီတယ်ထီတိုင်းသိနေအောင်လုပ်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိနေအောင်လုပ်ပါဝင်လေကြောင့်ဖြစ်ပေါ်လာတဲ့ထိမှုဟာတစ်ခုတည်းမဟုတ်ပါဘူးထိမှုသဘောတွေတစ်ထိပြီးတစ်ဖိစဉ်ဆက်မပြတ်ဖြစ်ပေါ်သွားတာမြင်အောင်ကြည့်ပါတစ်ထိတည်းမဟုတ်ပါဘူးတစ်ထိပြီးတစ်ထိစဉ်ဆက်မပြတ်ဖြစ်ပေါ်သွားတာဒါကြောင့်ဝင်နေဝင်တိုင်းထီတိုင်းသိနေအောင်လုပ်ပါထွက်လေထွက်တိုင်းထီတိုင်းသိနေအောင်လုပ်ပါထီတာကိုသိနေတိုင်းလောဘဒေါသမောဟခင်းနေတာအပမာဒဆိုတဲ့မြင့်မြတ်တဲ့သူတော်ကောင်းတရားနဲ့နေတာမိမိရောပေါ်ဆာနေနေတာမဟုတ်ဘူးစိတ်အလုံးလိုက်ပြီးတော့နေနေတာမဟုတ်ဘူးတ
တန်ဖိုးအကြီးဆုံးအသိဉာဏ်ပညာကိုရအောင်ကြိုးစားအထောက်ရင်းနဲ့နေတာတန်ဖိုးရှိတဲ့နေခြင်းမှာတန်ဖိုးရှိတာကိုရဖို့မကြိုးစားဘဲနဲ့မရနိုင်ဘူးကြိုးစားပါစိတ်အားစိုက်ပါအတိလေးတွေဆက်နေအောင်ကြိုးစားပါအလဟတမနေပါနဲ့ဖြစ်တိုင်းတည်နေအောင်လုပ်ပါဘာဖြစ်နေတယ်လဲဖြစ်နေတာကိုတည်နေအောင်လုပ်ပါတစ်ခုပြီးတစ်ခုတစ်မျိုးပြီးတစ်မျိုးအကြောင်းအားလျော်စွာဖြစ်ပေါ်နေတယ်သဘောဝတရားတွေဟာတစ်မျိုးပြီးတစ်မျိုးအကြောင်းအားလျော်စွာဖြစ်ပေါ်နေတယ်ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိနေအောင်လုပ်ပါနောက်ထပ်အသေးအသေးထပ်ထပ်ဖြစ်နေတယ်ဖြစ်ပြီးမရှိတော့ဘူးနောက်ထပ်ထပ်ဖြစ်နေပြန်တယ်ဖြစ်တိုင်းသိနေအောင်လုပ်ပါသိပြီးသားကိုထားခဲ့ပါမတွေးပါနဲ့သိုံပဲသိနေအောင်ကြိုးစားပါထပ်ထပ်ဖြစ်နေတာတွေကိုထပ်ထပ်သိနေအောင်လုပ်ပါသိနေတဲ့စိတ်ကလည်းပုဂ္ဂိုလ်တ attva မဟုတ်ပါဘူးသူလည်းသဘာဝတရားတစ်မျိုးပါပဲသိနေတဲ့စိတ်ကလည်းပဲသိပြီးပြီးရတာပါပဲနောက်ထပ်ပြီးတော့သိအောင်ကြိုးစားတာပါပဲအသိခံရတဲ့တရားကိုသိတတ်တဲ့တရားကိုတခုမှတည်မြဲတဲ့သဘောမရှိပါဘူးဒီအနိစ္စအမှန်တရားကိုတတိထားခြင်းအဖြစ်နားလည်အောင်ကြိုးစားပါဒီလည်းတတိထားပါအနိစ္စအချက်ကိုသူ့လိုလိုသဘောပေါက်ပါလိမ့်မယ်ဘာပဲဖြစ်ဖြစ်ဖြစ်တိုင်းသိနေပါစဉ်ဆက်မပြတ်သိနေပါကြိုးစားပါအထောက်နိုင်ခဲ့ပါတယ်တွေ့ရခဲ့ကြုံရခဲ့ပါတယ်လှုပ်ဖြစ်ခဲ့ပါလှုပ်ရတုံးလေးမှာတည်တည်ချာချာလုပ်ပါလက်ကိစ္စကာရီယူယူတည်တည်လုပ်ပါတတ္တစ္စကာရီဆွဲဆွဲမြဲမြဲလုပ်ပါအယူတစိုက်လုပ်ပါစိစိဆက်ဆက်လုပ်ပါကိုအမျိုးမျိုးထင်နေတဲ့ကိုယ်ခန္ဓာရဲ့သဘာဝကိုယ်တိုင်အမှန်သိအောင်ကြိုးစားနေတာဖြစ်ခြင်းတရားကိုမဆိုသိနေအောင်ကြိုးစားပါဘာကိုပဲသိနေအောင်လုပ်ပါဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတာ
မှန်သိအောင်ကြိုးစားတဲ့နည်းနဲ့ပဲငါဆွဲသူဆွဲပုဂ္ဂိုလ်တ attva ဆွဲကိုယုံနေအောင်လုပ်ကြရမှာဘာပဲဖြစ်ဖြစ်သိနေအောင်လုပ်ပါဘုဒ္ဓဘုဒ္ဓံပတ္တိဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိအောင်လုပ်ပါတဲ့ဝင်လေဝင်တိုင်းထီတယ်ထီတိုင်းအသေးစိတ်သိအောင်အားစိုက်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းအသေးစိတ်သိအောင်အားစိုက်ပါဂိုင်းဘုံဘုံတို့အချိန်စီပါပြီဒီနေ့ပိဋကပေါင်းတော်တို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအရှုစုရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုံဉာဏ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြခုံရာတည်း